အခါတစ်ပါးမြတ်စွာဘုရားဟာယဟန်တော်တွေကိုမိန့်ကြားခြေသားတို့တာဝရိန္ဒာနတ်ပြည်မှာရှိတဲ့နတ်တွေစုတေဂာနီးရောက်လို့ရှိနမိတ်ကြီး5မျိုးထင်ရှားစွာပြလာတယ်တဲ့အဲ့ဒါပါလေလဲဆိုတော့အဲ့ဒီသေတော့မဲ့နတ်ပန်ထားတဲ့နတ်ပန်းတွေဟာညှိုးနှမ်းသွားတယ်အဲ့ဒီနတ်ဝတ်ထားတဲ့အဝိဇ္ဇာဟာညှိုးနှမ်းသွားတယ်အဲ့ဒီနတ်ရဲ့ရိုင်းကြားကနေပြီးတော့ချွေးတွေဟာယူစီကြလာအဲ့ဒီနတ်ရဲ့အယောင်အဝါတွေဟာညှိုးမိန်လာတယ်အဲ့ဒီနတ်ဟာအဲ့ဒီနတ်ပြည်မှာနေရတာမပျော်တော့ဘူးအဲ့ဒါလို့ဆိုလို့ရှိရင်ဘေးကနတ်တွေဟာဒီနတ်ကတော့သုတိတိပြပြီးတော့ဘဝကူးတော့မှာပဲလို့သိပြီးတဲ့အခါကျတော့တူတူနေခဲ့တာကိုထောက်ထားပြီးတော့ကျေးဇူးတရားရှိတာကိုထောက်ထားပြီးတော့သွားပြီးတော့ပြောကြတယ်စကားသုံးခုပြောတယ်ဦးဇင်းတို့တရားကိုလူရင်းကိုပဲတန်းပြီးတော့သွားမယ်ဗျာနော်တခါကြီးမိုက်များအဲ့ဒီမှာစကားသုံးခုဘယ်လိုပြောသလဲဆိုတော့အိုချင်းနတ်သားသင်ဒီဘဝကရှုတည်လို့ရှိရင်ကောင်းသောဘဝကိုသွားပါလေလို့ပြောတယ်ဒါစကားတစ်ခွန်းအဲ့ဒီကောင်းတဲ့ဘဝကိုရောက်လို့ရှိရင်အကောင်းဆုံးသောရခြင်းလို့ခေါ်ရတဲ့ကောင်းသောလက်ကိုရအောင်ယူပါလေလို့မှားတယ်ဒါစကားတစ်ခွန်းအဲ့ဒီအကောင်းဆုံးသောလက်လို့ခေါ်တဲ့အကောင်းဆုံးသောရခြင်းကိုရပြီဆိုလို့ရှိရင်အဲ့ဒီအကောင်းဆုံးသောရခြင်းကိုမိမိတန်တမှာခိုင်မြဲအောင်အမြင့်တွေအောင်ချူစားပါလို့ဒါကစကားတစ်ခွန်းစကားဘယ်နှခွန်းမှားတယ်လဲသုံးခွန်းမှားတယ်အဲ့ဒီလိုမှားတယ်ဆိုတဲ့အကြောင်းကိုမြတ်စွာဘုရားကမိန့်ကြားတော့တရားနာပိဋကတ်တွေကယဟန်တော်တစ်ပါးကမြတ်စွာဘုရားကိုထပ်ပြီးတော့မေးတယ်အရှင်ဘုရားအဲ့ဒီနတ်တွေကချီးမွမ်းရတဲ့ကောင်းသောဘဝဆိုတာဘယ်လိုဘဝမျိုးလဲဖေ။နတ်တွေကချီးမွမ်းရတဲ့အကောင်းဆုံးသောရခြင်းဆိုတာဘယ်ရာကိုရခြင်းကိုဆိုလိုတာလဲဖေ။အဲ့ဒီအကောင်းဆုံးသောရခြင်းကြီးကိုခိုင်မြဲအောင်ကြိုးစားရမယ်ဆိုတာကဘာကိုဆိုလိုတာလဲဖေလို့ထပ်ပြီးတော့မေးတယ်။ပြီးတော့မြတ်စွာဘုရားကချက်သားယဟန်တာဝရိန္ဒာနတ်တွေကတောင်ချီးမွမ်းပြီးတော့ပြောဆိုရတဲ့ကောင်းသောဘဝဆိုတာမင်းတို့ငါတို့ရထားတဲ့ဟောဒီလူဘဝကိုဆိုလိုတာဣတယေနတ်တွေကချီးမွမ်းပြီးတော့ပြောဆိုရတဲ့ဘဝဆိုတာလူဘဝကိုဆိုလိုတာပါတဲ့ခုတရားဓမ္မတို့ဦးဇင်းတို့ရထားတဲ့ဘဝနော်အဲ့ဒီမှာလူဘဝကိုရပြီဆိုလို့ရှိရင်အကောင်းဆုံးသောရခြင်းကိုရအောင်ယူပါလို့ဒုတိယစကားမပြောဘူးလားပြောတယ်အဲ့ဒီမှာအကောင်းဆုံးသောရခြင်းဆိုတာဘာလဲမြတ်စွာဘုရားရဲ့အကြီးအသွေးမြတ်စွာဘုရားဟောထားတဲ့တရားတော်တို့ရဲ့အကြီးအသွေးမြတ်စွာဘုရားရဲ့တရားတော်တွေကိုကျင့်သုံးလို့ပေါက်မြောက်အောင်မြင်သွားကြတဲ့သံဃာတော်ရှင်မြတ်တို့ရဲ့အကြီးအသွေးဒီလိုဘုရားတရားသံဃာရဲ့ဂုဏ်တတ္တိအထူးကိုယုံကြည်တယ်စိတ်ထဲကအဲ့ဒါကိုဘာခေါ်မလဲတရားတရားဒီပိဋကသိတယ်နော်ဘုရားတရားသံဃာယတနာမြတ်သုံးပါးတို့ရဲ့ဂုဏ်ကျေးဇူးကိုယုံကြည်တယ်ဆိုရင်တရားတရားအဲ့ဒီတရားတရားကိုရပြီဆိုလို့ရှိရင်အဲ့ဒါအကောင်းဆုံးသောရခြင်းကိုရတယ်လို့ဆိုရတယ်တဲ့အဲ့ဒီအကောင်းဆုံးသောရခြင်းကိုခိုင်မြဲအောင်လုပ်ဆိုတာကဘာပြောတာလဲဆိုတော့သောတာပတ္တိမဉ္ဇဉ်ဘုံဉဏ်ကိုရလို့သစ္စာ၄ပါးထိုးထွင်းသိမြင်တဲ့အသိဉာဏ်ကိုရတဲ့အခါမှာအဲ့ဒီတရားတရားသည်ဘယ်လိုအကြောင်းကြောင့်ရောက်မှတုံ့လှုပ်ခြင်းမရှိအောင်ခိုင်မြဲသွားတယ်ဆိုလိုတာကသစ္စာ၄ပါးတရားသိမြင်အရိယာဖြစ်အောင်ကြိုးစားရမယ်လို့ဆိုလိုတာဒါအချင်းချုပ်ဦးဇင်းတန်းပြီးတော့ပြောလိုက်တယ်နော်အဲ့ဒီတော့ဘေးသက်တို့ဦးဇင်းတို့တွေနောက်ဆက်တွဲစဉ်းစားရမှာကဘာကြောင့်ဒီလူဘဝကိုနတ်တွေကချီးမွမ်းရလောက်အောင်ကြီးကျယ်တဲ့ကောင်းတဲ့ဘဝလို့ပြောရတယ်လေဘေးသက်တို့ဦးဇင်းတို့တွေကြားမှုကြတယ်နော်လူဘဝဆိုတာအင်မတန်ရခဲ့တယ်အင်မတန်တန်ဖိုးရှိတယ်ကြားမှုကြတယ်မဟုတ်လားဗြဟ္မပြည်ကအကုချမြေကအတ္တဇင်းအသွားခြင်းသာထိပေါ်ရာပမာမှတ်ကြမင်းငယ်ငယ်တုန်းကစကြားဘူးတယ်မဟုတ်လားဒီဗြဟ္မပြည်ကအကုချမြေကအတ္တဇင်းထောင်တာဓာတ်ထက်ဒီအတ္တဇင်းထိဖို့ရာခက်တာတဲ့လူဘဝရဖို့ဆိုတာခက်တယ်လို့လူကြီးသူမတွေပြောတာကြားဘူးတယ်မဟုတ်လားပြီးရင်မြတ်စွာဘုရားဟောတာရှိသေးတယ်လေပင်လေသမုဒ္ဒရာထဲမှာမျက်စိကန်းနေတဲ့လက်ကြီးတစ်ကောင်ကလည်းသွားခြင်းရသွားနေတယ်တ
ပေါက်သေးသောအပေါက်ရှိတဲ့သဘိုးပြားကလည်းပဲပင်လေသမုဒ္ဒရာရင်မျက်နှာပြင်ပေါ်မှာမျိုးကျင်ရမျိုးနေတယ်မျက်စိကန်းနေတဲ့လက်ကြီးရဲ့ခေါင်းဟာအဲ့ဒီအပေါက်တစ်ပေါက်ထဲရှိတဲ့သဘိုးရဲ့အပေါက်ကိုဝင်စွတ်ဖို့ရဆိုတာလွယ်ကူပါမလားလို့မြတ်စွာဘုရားမေးတယ်မို့လားပိဋကရဲ့လွယ်ပါမလားမလွယ်ဘူးအဲ့ဒါထက်လူဘဝကိုရဖို့ပူပြီးတော့ခက်တယ်ဆိုတဲ့ဒေသနာတော်တွေကိုလည်းဒီပိဋကကြားဖို့တယ်မို့လားဘာကြောင့်လူဘဝကိုဒီလောက်ချီးမွမ်းပြီးတော့တန်ဖိုးရှိတဲ့ဘဝလို့ပြောရတာလေဒါလေးကိုစဉ်းစားစေချင်ခင်ဗျားတို့ကျုပ်တို့ရဲ့ဘဝရဲ့တန်ဖိုးဆိုတာဘာလဲဘာကြောင့်အဖို့တန်တယ်လို့ပြောရတာလဲဦးဇင်းတို့စဉ်းစားမိတာလေးကိုပြောမယ်ဗျာမြင့်မြတ်တာကိုယူနိုင်ခွင့်ရှိလို့မြင့်မြတ်တာကိုရွေးချယ်ခွင့်ရှိလို့လူဘဝကိုတန်ဖိုးရှိတယ်လို့နားလည်ထားနော်တခါကြီးမိုင်းမြတ်လူဘဝကိုဘာကြောင့်တန်ဖိုးရှိတယ်လို့ပြောရတယ်လဲလို့မေးရင်ပြောတတ်ပါစေမြင့်မြတ်တာကိုရွေးချယ်ခွင့်ရှိလို့ဥပမာပြောမယ်ဗျာလူငယ်တွေနားလည်အောင်အာယုန်တွေကတော့အမြဲတမ်းတွေ့နေတရားဓမ္မတို့ဦးဇင်းတို့မျက်စိကနေတစ်ဆင့်နားကနေတစ်ဆင့်အာယုန်တွေဟာဒီခန္ဓာကိုယ်ကိုအမြဲတမ်းလာပြီးတော့တိုက်ဆိုင်နေတယ်မို့လားအဲ့ဒီအချိန်မှာမိမိတို့ဘာကိုယူမလဲဆိုလိုပါဆိုကြပါစို့လမ်းကနေလူတစ်ယောက်ကမိမိကိုဆဲတယ်ဆိုကြပါစို့နော်အဲ့ဒီလိုဆဲတဲ့အချိန်မှာကိုကဒေါသနဲ့ပြန်တုံ့ပြန်ပြီးတော့ယုံကံကလာရောက်တဲ့အထိပြန်တုံ့ပြန်ပြီးတော့ဆိုးကျိုးတွေဒေါသတွေကိုယူမယ်ဆိုရင်လည်းရတယ်မို့လားဟင်ဒီကမကြီးတွေရတယ်မို့လားရတယ်အဲ့ဒီဆဲတဲ့အတန်အတူတူချင်းကိုပဲသိခံခြင်းဒီကောင်းတယ်သူတော်ကောင်းတွေချီးမွမ်းတယ်သိခံခြင်းဒီမိမိအကျိုးသူတော်ဘာအကျိုးကိုတပြိုင်တည်းဆောင်ရွက်ရာရောက်တယ်ကိုကိုစောင့်စည်းနိုင်ခြင်းဒီထိန်းချုပ်နိုင်ခြင်းဒီကောင်းတယ်လို့လက်ခံပြီးတော့ဒါကိုပဲသိခံလိုက်မယ်ဆိုလို့ရှိရင်လေမြင့်မြတ်သောခန္တီတရားကိုယူလိုက်ရမရောက်ဘူးလားဆဲတဲ့အတန်ကြားတာကတော့အတူတူပဲနော်ဟိုမှာတယောက်ကတော့မကောင်းတာကိုယူလိုက်တယ်ဒေါသကိုယူလိုက်တယ်ဒီတယောက်ကတော့သိခန္ဓာကိုယူလိုက်တယ်ကိုယူတာကိုရကြတာပဲဟုတ်လားတခါကြီးမိုင်းမြအဲ့လိုပဲလောကကတော့အာယုန်တွေအမြဲတမ်းတွေ့နေတယ်အဲ့ဒီနေရာမှာမိမိတို့ကဘာကိုရကျင်တယ်လဲကိုရကျင်တာကိုယူပိုင်ခွင့်ရှိတယ်လူဘဝတည်းဒါကြောင့်ရွေးချယ်ခွင့်ရှိလို့လူဘဝကိုမြတ်တယ်လို့နားလည်ထားရအဲ့တော့နေတိုင်းတို့ဘာတွေရွေးနေကြသလဲဒါစဉ်းစားရမယ်နော်တခါကြီးမိုင်းမြမျက်စိနဲ့ကြားတိုင်းနားနဲ့ကြားတိုင်းမျက်စိနဲ့မြင်တိုင်းနားနဲ့ကြားတိုင်းအာယုန်တွေကိုတွေ့တိုင်းတို့ဟာယုံညံ့တာတွေကိုရွေးနေသလားဒါမှမဟုတ်မြင့်မြတ်တာကိုပဲရွေးပြီးတော့ယူသလားလူဘဝဆိုတာယုံညံ့တာလဲယူခြင်းတပဆိုရင်ယူလို့ရတယ်နော်ဟုတ်လားတခါကြီးမိုင်းမြအေးဒါကြောင့်မကောင်းတာတွေကိုရွေးယူသွားပြီးတော့မကောင်းတဲ့နေရာရောက်သွားတဲ့ပုဂ္ဂိုလ်တွေလည်းဒုနဲ့ဒေးပဲမဟုတ်လားအေးကောင်းတာကိုမြင်လို့ယူခြင်းတပဆိုရင်လည်းယူနိုင်ခွင့်ရှိတယ်မဟုတ်လားတိရစ္ဆာန်တွေမှာအဲ့ဒါလိုရွေးချယ်ခွင့်ရှိသလားမရှိဘူးခင်ဗျားတို့ကျုပ်တို့ကံထူးလွန်းလို့ရွေးချယ်ခွင့်ရှိဘယ်လောက်ထိရွေးချယ်ခွင့်ရှိတယ်လဲဆိုရင်မြင့်မြတ်ခြင်းတပဆိုရင်ယဟန္တာဖြစ်သည့်အထိမြင့်မြတ်ခွင့်ရှိနော်တခါကြီးမိုက်မြဒါရင်အားမရဘူးလောကကြီးကိုပါကဲတင်ခြင်းနဲ့ဖျားဖြစ်အောင်လုပ်မယ်ဟဲ့ဆိုလို့ရှိရင်လည်းပဲဖျားဖြစ်သည့်အထိကြိုးစားနိုင်ခွင့်မရှိဘူးလားရှိတယ်ပါရမီပြည့်ရင်ဖျားဖြစ်မှာပဲဆိုလိုတာကကိုမြင့်မြတ်ခြင်းတယ်ဆိုရင်မြင့်မြတ်ခြင်းလောက်မြင့်မြတ်နိုင်ခွင့်ရှိလို့လူဘဝကိုတန်ဖိုးရှိတယ်လို့ပြောတာအဲ့တော့ဦးဇင်းတို့စဉ်းစားမိတယ်လူဘဝဆိုတာအချိန်တိုင်းအလဲအထက်လုပ်နေရတယ်လို့စဉ်းစားမိပိဋကဘာလုပ်နေရတယ်လဲအချိန်တိုင်းလဲထက်လုပ်နေရကိုယ့်ဘက်ကဘာပေးရတယ်လဲကိုယ့်ဘက်ကအသက်ပေးရတယ်အသက်ဘဝအသက်ပေးရအင်မတန်တန်ဖိုးရှိတဲ့အသက်ကိုပေးရ1မိနစ်ကုန်သွားရင်1မိနစ်စာအသက်ဟာကုန်သွားတယ်ပေးလိုက်ရတယ်ဟုတ်လားကိုယ့်ရဲ့နေထိုင်ခွင့်အတွက်ပေးလိုက်ရတယ်မဟုတ်လားတရက်ကုန်သွားရင်တရက်စာအသက်ကိုဘာလုပ်လိုက်ရလဲပေးလိုက်ရတယ်ကိုယ့်ဘက်ကပေးရတာကတော့အသက်ပဲတန်ဖိုးရှိဆုံးကိုပေးလိုက်ရတာပဲကိုယ့်ဘက်ကပြန်ရတာကဘာလဲဆိုတာကိုစဉ်းစားရဟင်ဒကာကြီးမိုင်းမြကိုယ့်ဘက်ကတချို့ဘာတွေပြန်ရတယ်မကောင်းတဲ့အပြောတွေမကောင်းတဲ့အပြုတွေမကောင်းတဲ့အကြံစီတွေကိုလုပ်မယ်ဆိုရင်ကိုယ့်ဘက်ကမကောင်းတာပြန်ရတယ်ပေးလိုက်ရတာကအသက်ပြန်ရတာကယုံညံ့မှုဆိုရင်ပေးတတ်ရင်နိုင်သလားရှုံးသလားစဉ်းစားစမ်းပါပေးလိုက်ရတာကအသက်နဲ့ဘဝကိုခက်ရခက်စီတိဆောက်ထားတဲ့ဘဝကိုပေးလိုက်ရတာနော်အေးအစားတော့အဝတ်စားဒီမှာရက်တီလို့ရအောင်မနေ့ကြိုးစားရတယ်အဲ့ဒီလိုကြိုးစားပြီးတော့ခက်ရခက်စီတိဆောက်ထားရတဲ့ဒီဘဝဒီအချိန်ဒီခွန်အားတွေကိုပေးလိုက်ရတယ်ကိုယ့်ဘက်ကပြန်ရတာကယုံညံ့တာကြီးပြန်ရတယ်ဆိုရင်သေချာပေါက်ရှုံးပြီဟုတ်လားဒီမကြီးများအေးဒါပေမဲ့ပေးလိုက်ရတာကတော့အသက်ပဲ
သို့တော့ဟိုဘက်ကပြန်ရတာကကောင်းသောအကြံကောင်းသောအပြောကောင်းသောအပြုဆိုပြီးတော့ကောင်းမြတ်တဲ့မြင့်မြတ်တာတွေကိုရမယ်ဆိုရင်တော့ပေးလိုက်ရတာကအသက်ဆိုပေမယ်လို့ရတာကတိတ်ကောင်းနေတဲ့အတွက်ကြောင့်ရှုံးသလားမြတ်သလားမြတ်တယ်တော့လူဘဝမြတ်တယ်ဆိုတာမြတ်တာကိုယူနိုင်မှမြတ်တယ်ဆိုတဲ့အဓိပ္ပာယ်ကပြည့်စုံဟုတ်လားတခါယူမိုက်များအဲ့တော့ဘာနဲ့လဲနေရတယ်လဲဆိုရင်ကိုယ့်ဘက်ကပေးလိုက်ရတာကတော့အသက်ပဲကိုယ့်ဘက်ကရတာကတော့ယုံညံ့တာလည်းဖြစ်ခြင်းဖြစ်မယ်မြင့်မြတ်တာလည်းဖြစ်ခြင်းဖြစ်မယ်တရားဓမ္မဆိုဦးဇင်းတို့ရဲ့အည်အသွေးပေါ်မူတည်တယ်နားလည်လားမသိဘူးဟင်တရားယူမိုက်များအေးအမြဲတမ်းမလုပ်နေရလဲအလဲအထက်လုပ်နေရတယ်ဦးဇင်းတို့ထင်တယ်လူဘဝဟာပတ်စံနဲ့အင်မတန်တူတယ်လို့ထင်ခုတရားဓမ္မတို့နေတိုင်းလဲနေရတယ်ဒီပတ်စံလေးကင်ပြီးတော့ကိုလိုချင်တာနဲ့ပတ်စံနဲ့မလဲဘူးလားလဲနေရတယ်ဒီအလုပ်ကိုနေတိုင်းလုပ်နေရတယ်အဲ့ဒီမှာပတ်စံရဲ့တန်ဖိုးဆိုတာကိုလိုချင်တာနဲ့လဲလိုက်ရတဲ့အချိန်မှာအထွတ်ထိပ်ကိုရောက်တယ်ဒီတိုင်းထားရင်ပတ်စံကတန်ဖိုးရှိတယ်လို့လည်းပြောရခက်တယ်တန်ဖိုးမရှိဘူးလို့လည်းပြောရခက်တယ်ဒီငွေကြောင့်မို့လည်းပဲတချို့အသက်ခံရတယ်ဒီငွေကြောင့်မို့လည်းအမျိုးမျိုးဆင်းရဲပြီးတော့ဒီငွေကြောင့်မို့ပဲစိတ်ဆင်းရဲတာတွေအများကြီးလည်းဖြစ်နေသေးတယ်အဲ့တော့ပတ်စံရဲ့တန်ဖိုးဆိုတာကိုလိုချင်တာနဲ့ကောင်းတာလေးနဲ့လဲလိုက်ရတဲ့အချိန်မှာပတ်စံရဲ့တန်ဖိုးသည်အထွတ်ထိပ်ကိုရောက်သွားတချို့ဒီပတ်စံနဲ့ပဲမူရည်စေဝါတို့အရက်သေးသားတို့သုံးဆွဲလိုက်မယ်ဆိုရင်ဒီပတ်စံကိုကောင်းတဲ့ပတ်စံလို့ပြောနိုင်မလားမပြောနိုင်ဘူးသိပြီးတော့ဘုဒ္ဓနာကိုဝယ်ပြီးတော့သုံးဆောင်မယ်ဆိုရင်ကောင်းတဲ့ပတ်စံလို့ဒါမျိုးလို့ရအဲ့တော့လူဘဝဆိုတာအဲ့ဒီငွေကြေးနဲ့အင်မတန်တူတယ်လို့ထင်တရားဓမ္မတို့ဦးဇင်းတို့တွေဘာကိုရွေးပြီးတော့ယူမလဲငွေမရှိရင်တော့ကြိုက်တာကိုရွေးယူခွင့်ရှိသလားမရှိဘူးဒီတော့ငွေဆိုတာတကယ်တမ်းကတော့လုတ်ပိုင်ခွင့်ဟုတ်လားတကယ်ယူမိုင်များကိုဘာကိုရကျင်တယ်လဲဆိုတာကိုလဲထက်ခွင့်ငွေမှာရှိတယ်အဲ့လိုပဲလူဘဝဆိုတာလဲကိုဘာကိုရကျင်တယ်လဲဆိုတာကိုလဲထက်ခွင့်ရှိအဲ့ဒီနေမှာငွေနဲ့ဘဝနဲ့မတူတာကဘာလဲဆိုတော့ငွေကစုထားလို့ရအသုံးကြမှာတွန်းပြီးတော့ဝယ်မယ်ဆိုပြီးတော့စုထားလို့ရဘဝကစုထားလို့မရဘူးနော်တကယ်ယူမိုင်များအဖို့တန်တာချင်းတူတယ်နော်သို့တော့ဘဝကတော့ကွာဟုတ်ဘယ်ချင်းကြမှာပြုံပြီးတော့သုံးလိုက်အောင်မယ်အခုတော့စုပြီးတော့ထည့်ထားလိုက်အောင်မယ်လို့ထည့်ထားလို့ရသလားမရဘူးအခုတခါနဲ့ပြည့်စည်လိုက်သွားတယ်ကိုကလဲခြင်းဒီဖြစ်စီမလဲခြင်းဒီဖြစ်စီအမြဲတမ်းလဲနေရတယ်တစုံတစ်ခုတော့ပြန်ရနေတာပဲယုံညံ့တာပဲဖြစ်ခြင်းဖြစ်မယ်မြင့်မြတ်တာလည်းဖြစ်ခြင်းဖြစ်မယ်ဒီတော့ဘဝတည်သိမ့်ထားလို့မရဘူးဒါကြောင့်အမြဲတမ်းတတိရှိရမယ်တတိရှိမှဒီအချိန်လေးကုန်သွားတယ်ကောင်းတာလေးပြန်ရတယ်ဒီအချိန်လေးကုန်သွားတယ်ကောင်းတာလေးပြန်ရတယ်ဒီလိုဘယ်အချိန်ကျမှဘယ်လိုလုပ်လိုက်မယ်လို့ဘဝကိုသိမ့်ထားလို့မရဒါကြောင့်ဒကမာကြီးတယောက်ကဦးဇင်းကိုပြောတယ်ဘဝဆိုတာတဲ့ကတ္တရာလန်းလျှောက်တယ်လို့မျိုးအရှိကြီးကြည့်ပြီးတော့မျောပြီးတော့ရှောက်ရတဲ့အနေအထားမျိုးမဟုတ်ဘူးဘဝဆိုတာဇလီဖားတုံးတော်မျိုးယထာလန်းကိုခင်းထားတဲ့ဇလီဖားတုံးပေါ်ကိုရှောက်တယ်လို့မျိုးတလန်းပြီးတလန်းတတိကြီးစွာရှောက်သွားရတဲ့အနေအထားမျိုးအင်မတန်ဖိုးတန်တယ်နော်တကယ်ယူမိုက်များအချိန်တိုင်းဘဝကိုဇရေပြစ်နေရတယ်ခင်ဗျားတို့တို့ရဲ့အခြေအနေဟာအချိန်တိုင်းမလုပ်နေရလဲဘဝကိုဇရေပြစ်နေရတယ်ဘဝသေဆုံးပေးနေရတယ်အဲ့ဒီအချိန်မှာကိုကဘယ်လိုအမှုမျိုးဘယ်လိုအလုပ်မျိုးဘယ်လိုကံမျိုးကိုယူလိုက်ရတယ်လေရလိုက်တယ်လေဘယ်လိုမျိုးစဉ်မျိုးကိုစီးပူးမိလိုက်တယ်လဲဆိုတာအရေးမကြီးဘူးလားအရေးကြီးတယ်တချို့မကောင်းတာတွေရသွားတယ်တချို့ကောင်းတာတွေရသွားတယ်အဲ့ဒီမှာလူဘဝရဲ့တန်ဖိုးဆိုတာအဲ့ဒီကောင်းတာကိုယူနိုင်ခွင့်ရှိခြင်းသည်လူဘဝရဲ့တန်ဖိုးအမလီကြိုးစားပြီးတော့ပြောလိုက်ရတာဟင်ဒီကဟိမကြီးများဟုတ်လားတလူဘဝကိုတန်ဖိုးရှိတယ်လို့ဘာကြောင့်ပြောရတာလဲဆိုရင်ပေတတို့ဒါဦးဇင်းတို့စဉ်းစားကြရအစကလေးကိုပေးလိုက်ပါတယ်နော်မြင့်မြတ်တာကိုရွေးချယ်ခွင့်ရှိလို့အခဏသုတ်တံမှာမြတ်စွာဘုရားကဗြဟ္မစရိယဝါတာယမြင့်မြတ်တာကိုကျင့်သုံးခွင့်ရှိလို့ကိုးခုမြောက်အခွင့်အရေးပြည့်စုံနေတဲ့လူဘဝလို့ချီးကျူးပြီးတော့ဟောထားနောက်တစ်ခါဒီမကြီးများဒါကြောင့်လက်တွေကတောင်ကောင်းနေလို့ချီးမွမ်းရတဲ့ဘဝသည်ဘယ်ဘဝလဲလူဘဝအမြဲတမ်းအလဲထက်လုပ်နေရပါတယ်အမြဲတမ်းသတိနေရပါတယ်ဘာကိုပြန်ရတယ်လဲဆိုတာကိုစဉ်းစားပြီးတော့မြင့်မြတ်တာကိုယူပြီးတော့ဘဝကိုမရှုံးအောင်တနည်းအားဖြင့်မယုံညံ့အောင်မြတ်တယ်ဆိုတာအဓိပ္ပာယ်နှမျိုးရှိတယ်နော်မရှုံးရင်လည်းမြတ်တယ်လို့ပြောတယ်မဟုတ်လားနိုင်ရင်လည်းမြတ်တယ်လို့ပြောတယ်နော်အေးပြီးရင်မယုံညံ့ဘူးဆိုရင်လည်းမြင့်တယ်လို့ပြောတယ်မဟုတ်လားအေးအဲ့လိုမျိုးမြင့်မြတ်အောင်အရှုံးမရှိအောင်နိုင်အောင်ကြိုးစားရမယ်ဟုတ်ပြီလားအဲ့ဒါလောက်တန်ဖိုးရှိတဲ့လူဘဝကိုရထားတဲ့အခိုက်အတန့်မှာအကောင်းဆုံးသောရခြင်းဆိုတာအကောင်းဆုံးသောလက်ဆိုတာဗါတဲ့လေခုနကအကျဉ်းမြင်ပြောပြီးသားတရား
အကောင်းဆုံးသောရခြင်းဆိုတာဗါတဲ့လေတရားတရားတရားဓမ္မတို့ဦးဇင်းတို့နေတိုင်းရှားနေတယ်နော်ဘာတွေရှားပြီးတော့ဘာတွေရတယ်လဲဆိုတာကိုစီစစ်တဲ့အဲ့ဒီရလာတာတွေထဲမှာဘယ်အရာကိုရခြင်းဒီအကောင်းဆုံးသောရခြင်းလဲဆိုတာဒီနေရာမှာမြတ်စွာဘုရားရဲ့ဉာဏ်တော်ကိုမှီပြီးတော့အဖြေမှန်ထုတ်တတ်ရမယ်ဘုရားကတော့ပြောထားတယ်ယုံကြည်မှုကိုရခြင်းသည်အကောင်းဆုံးသောရခြင်းတရားထဲမှာအဲ့ဒါကိုရလိုက်ရတာဒီအကောင်းဆုံးပဲတဲ့ယုံကြည်မှုဘာကိုယုံမှလဲမြတ်စွာဘုရားရဲ့အည်သွေးကိုယုံတယ်ဘုရားမှာမြင့်မြတ်တာတွေစင်ကြယ်တာတွေအပြည့်ရှိတယ်လူကျင်တာတွေမမောတာတွေမရှိဘူးဟုတ်လားစိုးရင်တာတွေဝမ်းနေတာတွေပူဆွေးတာတွေမရှိဘူးဘုရားအကုန်လုံးသိတယ်တရားလုံးစုံကိုသိတယ်အစရှိသဖြင့်ဘုရားရဲ့အည်သွေးကိုယုံရင်ပါခေါ်မယ်တရားတရားအဲ့ဒီမှာမြတ်စွာဘုရားပြောထားတာကတော့တထာဂတပဝေတိတေဓမ္မဝိနည်းသတ္တံပတိလပတိတထာဂတပဝေတိတေဘုရားရှင်ကိုယ်တော်မြတ်ဟောကြားတော်မူသောဓမ္မဝိနည်းတရားသဖြင့်ဆုံးမ၍ထားသောတရားတော်မြတ်၌သတ္တယုံကြည်ခြင်းကိုပတိလပတိရ၏ဘုရားဟောထားတဲ့တရားဒေသနာတွေတနည်းအားဖြင့်ဘုရားရဲ့စကားတော်တွေကိုပြောထားရင်ပြောတဲ့အတိုင်းစိတ်ထဲကယုံနေဆိုလို့ရှိရင်တရားတရားလို့မြတ်စွာဘုရားကိုယ်တော်တိုင်အဲ့ဒါဖွင့်ပြထားအဲ့ဒီသုဒ္ဓမှာပဲနော်တထာဂတပဝေတိတိဓမ္မဝိနည်းသတ္တံပတိလပတိအဲ့ဒါဆိုလို့ရှိရင်အမျက်ဆုံးသောရခြင်းကိုရတယ်တဲ့ဒီနေရာမှာဦးဇင်းတို့ဖွင့်ထပ်ပြီးတော့ဦးဇင်းတို့နည်းနည်းလေးပြောချင်တာကကိုယ့်ရဲ့အည်သွေးကိုကိုယုံရင်လည်းပဲတရားတရားဘုရားရဲ့အည်သွေးကိုဘယ်သူယုံရမှာလဲကိုယ့်ရဲ့အည်သွေးကိုကိုယုံရမယ်ကိုယ့်ရဲ့အတွင်းတန်တာမှာကိုယ့်ကိုဆင်းရဲစေတတ်တဲ့အင်မတန်ယုံညံ့တဲ့ဓာတ်တတိတွေထွက်လာနိုင်တယ်အကုသိုလ်တွေကိုပြောတာနော်အဲ့ဒီအကုသိုလ်တွေဟာကိုယ့်ကိုဆင်းရဲအောင်လုပ်နိုင်တယ်လို့ယုံရမယ်နားလည်ထားရမယ်အဲ့ဒါဆိုရင်အဲ့ဒါကိုတားဖို့လို့နဲအောင်လုပ်ဖို့လို့နော်တခါကြီးမိုင်းမြကိုယ့်ရဲ့အတွင်းတန်တာမှာပဲကိုယ့်ကိုချမ်းသာအောင်အစသာရာရာအထက်တန်းကြအောင်အဆင့်မြင့်ပေးမဲ့ဓာတ်တတိတွေဟာကိုယ့်အတွင်းတန်တာမှာပဲရှိနေတယ်လို့ယုံကြည်ရမယ်ကုသိုလ်တရားကိုပြောတာလူတွေဟာကိုယ့်ရဲ့အည်သွေးကိုမယုံတဲ့အခါကျတော့သူများကိုသွားပြီးတော့အားကိုးတယ်သူများစီမှာကိုယ့်အတွက်အားကိုးစရာဘာမှမရှိဘူးနော်တခါကြီးမိုက်မြကြောက်စရာတွေဟာလည်းကိုယ့်ရဲ့အတွင်းတဏ္ဍာမှာပဲရှိတယ်အားကိုးစရာဟာလည်းကိုယ့်ရဲ့အတွင်းတဏ္ဍာမှာပဲရှိတယ်ငါတဏ္ဍာမှာပဲငါ့ကိုဆိုးအောင်လုပ်နိုင်တဲ့အစွမ်းတွေရှိတယ်ငါတဏ္ဍာမှာပဲငါ့ကိုကောင်းအောင်လုပ်နိုင်တဲ့အစွမ်းတွေရှိတယ်လို့စိတ်ထဲကယုံကြည်ထားတယ်ဆိုရင်ဒီလူကိုတရားတရားတွေဟူသောအမျက်ဆုံးကိုရတယ်လို့ပြောလို့ရသဘောပေါက်တယ်နော်အေးအဲ့တော့အမျက်ဆုံးသောရခြင်းဆိုတာဘာလဲတရားတရားကိုရတာကိုင်းအဲ့ဒီအမျက်ဆုံးသောရခြင်းကိုရပါပြီဆိုတော့တတိယဘာလို့ရမှာလဲခိုင်မြဲအောင်ကြိုးစားရမယ်တဲ့မူလဇာတံအမြင့်တွေအောင်ကြိုးစားရမယ်တန်လာခိုင်မြဲအောင်ကြိုးစားရမယ်သုတ်ပတိဋ္ဌိတာကောင်းစွာတည်တတ်အောင်ကြိုးစားရမယ်ဆိုလိုတာကဘာလဲသစ္စာ၄ပါးကိုမဲ့ညံဖူးညံဖြင့်ထိုးထွင်းပြီးတော့မဲ့ညံဖြင့်ထိုးထွင်းပြီးတော့သိအောင်ကြိုးစားရမယ်လို့ပြောတာပုထုဇဉ်အနွယ်ကိုဖြတ်ပြီးတော့အရိယာဇတ်ကိုရောက်အောင်ကြိုးစားရမယ်လို့ပြောတာအဲ့ဒီလိုသစ္စာ၄ပါးကိုထိုးထွင်းသိမြင်တဲ့အသိနဲ့ပေါင်းရမှဒီတရားတရားသည်ခိုင်မြဲတဲ့အဆင့်ကိုရောက်တယ်တရားဓမ္မတို့ဦးဇင်းတို့အခုဟောသူနာသူနှစ်ဦးသားဟာပုထုဇဉ်တွေနော်ပုထုဇဉ်တွေဆိုတော့ကိုယ့်ရဲ့တရားတရားဟာခိုင်မြဲတယ်လို့ပြောလို့ရမလားမရဘူးနော်တရားတရားဟာမခိုင်မြဲဘူးတုံလို့เสียအကြောင်းတစ်စုံတရာတွေ့လာရင်တုံလို့မှာအဲ့တော့ဒီနေရာမှာမြတ်စွာဘုရားကခိုင်မြဲအောင်ကြိုးစားပါဆိုတာကသိအောင်ကြိုးစားပါလို့ပြောတာပိဋကရေပါတဲ့တော့သိအောင်ကြိုးစားရသိအောင်ကြိုးစားဆိုတာကအဆင့်အမျိုးမျိုးရှိကိုယ့်ရဲ့အကြောင်းကိုကိုနားလေအောင်နော်မဉ္ဇဉ်ပူညာစိုက်တည်အထိနားလေအောင်သစ္စာလေးပါထိုးထွင်းသိတည်အထိနားလေအောင်ကြိုးစားရဆိုကြပါစို့သောတာပန်ပုဂ္ဂိုလ်တွေဟာသူတို့အကြောင်းကိုသူတို့တကယ်တိတိကျကျသိသွားတာငါတို့ဘဝဒီဒုက္ခဒုက္ခဆိုလို့ဘာမှမရောဘူးလို့ဆင်းရဲခြင်းတရားကိုသူတို့တကယ်သိသွားတာဒကာဓမ္မတို့ဦးဇင်းတို့တွေဟာကိုယ်ဘဝကိုယ်ခန္ဓာကိုဆင်းရဲတဲ့အစုအဝေးကြီးတတ်ပဲလို့တကယ်မသိသေးဘူးဟုတ်လားဒကာကြီးမိုက်များတကယ်သိလို့ရှိရင်လိုချင်တဲ့သဘောရှိပါမလားမရှိဘူးအခုဘဝကိုဆင်းရဲတယ်လို့မသိလို့ဘဝကိုလည်းမမောတယ်ဘဝမှာအမွှန်းတင်ထားတဲ့ဒီကာမကိုလည်းမမောတယ်ကာမကိုမမောတော့ဘဝကိုမမောတာတွေလည်းပါလာတယ်အဲ့ဒီမှာဘဝထဲမှာအမြဲတမ်းနေရတယ်ဘဝကိုလွတ်ချမပြစ်နိုင်ဘဝကိုမကောင်းဘူးလို့မသိတဲ့အတွက်ကြောင့်ဘဝကိုဆုတ်ထားတယ်ဘဝကိုတွယ်ထားတယ်ဘဝကိုကတ်ထားတယ်အဲ့ဒီအချိန်မှာဘဝထိုတဲ့ဒုက္ခကြီးဟာ
ကိုယ်နဲ့တသားတည်းဖြစ်နေတယ်ဒါကြောင့်ဒုက္ခကမလွတ်အဲ့တော့ဒကာကြီးဒီမိုက်တို့ဦးဇင်းတို့တွေဒုက္ခကိုတကယ်မြင်တယ်ဆိုလို့ရှိရင်ဒီဒုက္ခကိုလွတ်ချတဲ့သဘောဟာရှိကိုရှိတယ်နော်ဒုက္ခကိုလွတ်ချလိုက်ခြင်းသည်ဆိုတာပါလေသမုဒယသစ္စာကိုပယ်တယ်ပြောတာအဲ့ဒီမှာនិရောဓသစ္စာစိုက်တယ်ဆိုတာအဲ့ဒါပဲဟုတ်လားအဲ့တော့သစ္စာ၄ပါးသည်ဘာလဲလို့မေးရင်မိမိဘဝရဲ့အကြောင်းကိုအမှန်အတိုင်းတိတိကျကျနားလည်သွားတာသိသွားတာဒါကြောင့်ဝိပဿနာတရားကြိုးစားအထုတ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာကိုယ်ဘဝကိုယ်အကြောင်းကိုသိအောင်တတိထားပြီးတော့စိတ်တွေဖြစ်တိုင်းရုပ်တွေဖြစ်တိုင်းကိုယ်တိုင်းအေးတိုင်းတွေးတိုင်းခံစားတိုင်းအမြင်မပြတ်ဒလဇက်သိအောင်သူတို့ဂရုစိုက်ပြီးတော့ကြည့်တယ်ကြည့်ပါများတဲ့အခါကျတော့ဉာဏ်မျက်စိရှိတယ်တစ်ခုပြီးတစ်ခုပြောင်းလဲသွားတယ်ပျက်စီးသွားတယ်ဘာမှထိန်းထားလို့မရဘူးကြားလာတော့ဘာဖြစ်တုံးဆိုတော့ဘာမှကောင်းတာမရှိဘူးလို့တကယ်နားလေသွားတယ်တဲ့ဟုတ်လားတကယ်ကြီးမိုက်များအဲ့ဒီလိုမကောင်းဘူးလို့သူတို့တကယ်နားလေသွားရင်မကောင်းတာကြီးကိုရကျင်တယ်ဆိုတာမရှိတော့မရကျင်ဘူးဆိုခြင်းသည်ဗုဒ္ဓဘာသာရဲ့အဓိကပန်းတိုင်နောက်တကယ်ကြီးမိုက်များရကျင်လို့ဖြစ်ကျင်လို့လိုကျင်လို့ဆင်းရဲနေကြတာတူကိုလေဆင်းရဲတာတွေဖြစ်ပြီဆိုလို့ရှိရင်ရကျင်တာကြောင့်ဆင်းရဲတာအဲ့တော့ရကျင်တာဘာကြောင့်ရကျင်တယ်ဆင်းရဲမှမသိလို့ရကျင်တာအဲ့ဒီတော့လောဘကိုချုပ်အောင်လုပ်ကြပါစို့ဆိုတဲ့နေရာမှာဒုက္ခကိုသိခြင်းမှတပါဒုက္ခလောဘကိုချုပ်အောင်လုပ်တဲ့နည်းတခြားမရှိဘူးအဲ့ဒီဒုက္ခကိုသိအောင်ကလည်းပဲအမြင်မပြတ်တတိနဲ့ကြိုးစားပြီးတော့ဒုက္ခကိုမြင်လာအောင်သတိထားရတယ်ပထမအဆင့်အနိစ္စကိုမြင်တယ်ပြီးရင်အနိစ္စမြင်မှများလာရင်ဒုက္ခတို့အနတ္တတို့ဆိုတာတွေဟာမြင်လာတယ်တဲ့ဟုတ်လားတကယ်ကြီးမိုက်များအဲ့ဒါလို့မြင်လို့ဘဝဟာဒုက္ခပဲလို့အရိယာဉာဏ်ဆိုင်အောင်ဆုံးဖြတ်ချက်ချနိုင်ရင်ဘာဖြစ်ပြီလဲတရားတရားသည်အသိဉာဏ်နဲ့ပေါင်းရတဲ့အတွက်ကြောင့်ခိုင်မြဲသွားတယ်ဟုတ်ရဲ့လားတရားတရားဘာနဲ့ပေါင်းရလို့ခိုင်မြဲသွားတာလဲအသိဉာဏ်နဲ့ပေါင်းရလို့ခိုင်မြဲသွားတာအဲ့ဒီလိုခိုင်မြဲသွားပြီဆိုလို့ရှိရင်ဘယ်သူကမှသူ့ကိုလှုပ်ရှားအောင်လုပ်လို့မရတော့ဘူးသူ့တန်တန်မှာသူ့တရားနဲ့သူနေလို့ရသွားပြီသိသွားပြီပေါ့ဆိုလိုတာကအဲ့ဒီလိုအသိရှိသွားရင်တရားတရားလဲခိုင်မြဲတယ်အစသာရရသူ့တန်တန်မှာကောင်းမြတ်တာတွေဟာရှုဝေးသွားတယ်ဒါလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့နည်းနည်းပြောချင်တယ်ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကရာဇဂြိုလ်မြို့မှာအင်မတန်ဆင်းရဲတဲ့လူတစ်ယောက်ရှိဆွေမရှိဘူးမျိုးမရှိဘူးမိဘမရှိဘူးသားသမီးမရှိဘူးမိသားစုမရှိဘူးပစ္စည်းဥစ္စာဘာမှမရှိဘူးခန္ဓာကိုယ်ကလည်းပဲနူနာယောဂါတစ်ကိုယ်လုံးဆွဲကပ်နေအဲ့ဒါသူဘယ်မှာနေရတော့ဆိုတော့သူများရဲ့အိမ်ဇက်ကလေးမှာသူများရဲ့ဒီအုံနံရံလေးမှာမှီးပြီးတော့နေရတယ်ညတိုင်ရောက်လို့ရှိရင်ဆေးလည်းမကုနိုင်တဲ့အတွက်ကြောင့်သူ့ရဲ့နူနာတွေယောဂါတွေကဆကြွလာတော့အမြဲတမ်းအော်ဟစ်ညည်းညူနေရတယ်ဒါကြောင့်ညတိုင်မှာသူနဲ့နီးတဲ့အိမ်တွေဟာအိတ်ကောင်းခြင်းမအိပ်ရဘူးသူများကိုနိုးကြားစေလို့သူ့ရဲ့နာမည်ကိုတုပ္ပဗုဒ္ဓလို့နာမည်ပေးတယ်အဲ့ဒါအမေကမှဲ့ပေးတဲ့နာမည်မဟုတ်ဘူးအရက်ကဝိုင်းပြီးတော့ပေးတဲ့နာမည်တုပ္ပဗုဒ္ဓကမြတ်စွာဘုရားရဲ့ပိဋကမင်းသားရဲ့ရောက်ခမကလည်းဗာလဲတုပ္ပဗုဒ္ဓနော်အဲ့ဒီတုပ္ပဗုဒ္ဓမဟုတ်ဘူးအဲ့ဒီတုပ္ပဗုဒ္ဓလူနုဟာလေတနေ့တော့မြို့ထဲကိုအစာအာဟာရတစ်ခုတလေရမြန်းကြမလားဆိုပြီးတော့သွားလာလူစုလူဝေးပေးသက်ကြီးကိုမြင်တော့ဟိုနေရာကအစာဝေနေတာနဲ့တူတယ်ဆိုပြီးတော့သူသွားတာအဲ့ဒီမှာဖြစ်ချင်တော့မြတ်စွာဘုရားကတတ္တဝါတွေကိုတရားရည်အေးအမြိုက်စေးတိုက်ကျွေးနေတာအဲ့ဒီမှာသူပေးသက်အစွန်ကနေထိုင်ပြီးတော့မြတ်စွာဘုရားရဲ့တရားကိုနားဆိုင်ပြီးတော့သူထောင်ကြည့်နော်အဲ့ဒီမှာသူဘာဖြစ်တုံးဆိုတော့တူတူပြောကြစို့ကိုယ့်ရဲ့အကြောင်းကိုကိုကောင်းကောင်းသိသွားတယ်ယခုနကလိုသစ္စာ၄ပါးကိုသူသိသွားတယ်တရားသံကိုကြားမယ်ပရာတောကောသယောနိသောမနတိကာရနှလုံးသွင်းလဲမှန်မယ်ဒါဆိုရင်တမ္မာဒိဋ္ဌိဖြစ်တယ်အဲ့ဒီတမ္မာဒိဋ္ဌိဒီကြီးထွားသွားလို့ရှိရင်အရိယာမဲ့ညာဘုံညာတိကိုရောက်သွားတယ်အဲ့ဒီအကြောင်းနှစ်ချက်နဲ့ညီတဲ့အတွက်ကြောင့်သုဘဗုဒ္ဓဘာဖြစ်သွားပြီလဲသောတာပန်ဖြစ်သွားတယ်သစ္စာလေးပါးသိပြီးတော့ငါဆိုတာမရှိဘူးဒုက္ခပဲရှိတယ်လို့သူသိသွားတယ်ခုတခါဓမ္မတို့ဦးဇင်းတို့တွေကငါရှိတယ်သူရှိတယ်လို့ပဲသိတယ်ဒုက္ခရှိတယ်လို့ကတစ်ခါမှပဲသိကိုအလိုမကြတာတွေဖြစ်မှဒုက္ခလို့ထင်တာကိုဟုတ်လားတခါယူမိုင်းမြအဲ့ဒီမှာသုဘဗုဒ္ဓကသူမှဘာမှမရှိဘူးနော်ပစ္စည်းလည်းမရှိဘူးကျမ်းမာရေးလည်းမပြည့်စုံဘူးဆွေမရှိမျိုးမရှိဘာမှလူတွေတန်ဖိုးထားတာဘာမှမရှိဘူးနော်ဘာမှမရှိပေမဲ့လို့အတိကိုရတဲ့အခါကျတော့သူ့ရဲ့စိတ်ထဲမှာပီတိနဲ့ပြည့်နေတယ်တဲ့ဒါအံ့ဩစရာသိကောင်း
ဒါကြောင့်လူတယောက်ကိုဆင်းရဲတယ်ချမ်းသာတယ်ဆိုတာအပေါ်ယံကြည့်ပြီးတော့ဝေဖန်ဖို့သိခက်တယ်နော်တခါကြီးမိုက်များခုသုဘဗုဒ္ဓကိုအပေါ်ယံကြည့်နော်ဆွေမရှိမျိုးမရှိလူတွေကောင်းတယ်ထင်တာတခုမှမရှိသို့တော့သူ့ရဲ့စိတ်ထဲမှာတော့ဘာနဲ့ပြည့်နေတယ်လဲပီတိနဲ့ပြည့်နေတယ်တဲ့ဝမ်းသာနေတယ်ဝမ်းမြောက်နေတယ်ကြည်နူးနေတယ်ချမ်းသာနေတယ်အဲ့ဒီတော့သူဘာဖြစ်တော့ဒီချမ်းသာဘယ်သူကြောင့်ရတော့မြတ်စွာဘုရားကြောင့်ရတာအဲ့ဒါနဲ့မြတ်စွာဘုရားကိုကျေးဇူးတင်လွန်းလို့သူချမ်းသာနေပါပြီခင်ဗျာအရှင်ဘုရားရဲ့ကျေးဇူးကြောင့်တပည့်တော်ချမ်းသာနေပါပြီဒါကိုပြောကျင်လွန်းလို့မြတ်စွာဘုရားကြီးကိုသွားမယ်ဆိုတော့ရှေ့မှာဂုံတေရှိတဲ့ပေတက်ကခန်းနေတယ်သူသွားလို့မရအဲ့ဒီမှာမြတ်စွာဘုရားလည်းကြောင်းတော်ပြန်ကြွပေသက်တွေလည်းအကုန်ပြန်သွားပြီဆိုတော့မှသုဘဗုဒ္ဓကအချင်းယူပြီးတော့ဂိုင်းငါရထားတဲ့ချမ်းသာကိုမြတ်စွာဘုရားကိုငါသွားလျှောက်မယ်ဆိုပြီးတော့သွားတာဘုရားရဲ့ကြောင်းတော်ကိုလိုက်တယ်အဲ့ဒီမှာတရားမင်းကဒီသုဘဗုဒ္ဓလူဒီသိပ်ပြီးတော့ဆင်းရဲတယ်အခုသူတရားကိုသိသွားတယ်ဘယ်နဲ့လဲသူ့ရဲ့ယုံကြည်မှုဒီခိုင်မြဲမှုရှိရလားအဲ့ဒါကိုစွမ်းမယ်ဆိုပြီးတော့တရားမင်းကကောင်းမင်ကနေပြီးတော့သုဘဗုဒ္ဓကိုပြောတယ်သင်ဟာအင်မတန်ဆင်းရဲတယ်နော်တဲ့သင်ကိုနူနာယောဂပြအောင်လဲလုပ်မယ်စည်းစိမ်နဲ့ပြည်စိမ်အောင်လဲပဲငါဖန်တီးပေးမယ်ဘုရားတရားတန်ခါဖြင့်အကျိုးမရှိအလိုမရှိလို့ယတနာမြတ်သုံးပါးရဲ့ဂုဏ်ကျေးဇူးကိုမှိမ့်မိန်အောင်သင်ပြောမယ်ဆိုရင်ငါလုပ်ပေးမယ်လို့ပြောတယ်နော်အဲ့ဒီတော့သုဘဗုဒ္ဓကဒီယတနာမြတ်သုံးပါးကြောင့်သူ့မှာသိပ်ပြီးတော့ချမ်းသာနေပါပြီဆိုတာ तू သိထားပြီနော်ဒီပြင်ချမ်းသာသူ့မှာမလိုဘူးဒီပြင်လူတွေလည်းယတနာမြတ်သုံးပါးကိုစိတ်ကပ်မိဝဲမယ်ဆိုလို့ရှိရင်ချမ်းသာမယ်ဆိုတာ तू သိတယ်ပြီးတော့ဘုရားကိုအသေးမဲ့အောင်တရားတန်ခါကိုအသေးမဲ့အောင် तू လုံးဝမပြောနိုင်ဘာကြောင့်လဲသူ့ရဲ့ကျေးဇူးကို तू ခံစားထားရတယ်နော်ဘုရားတရားတန်ခါကိုအသေးမဲ့အောင်ပြောတယ်ဆိုတာယတနာမြတ်သုံးပါးရဲ့ကျေးဇူးကိုမခံစားဘူးလို့ပြောကြတာဟုတ်လားတခါယူမိုင်းမြတ်ခုကျေးဇူးကို तू ခံစားထားတာဆိုတော့ तू ပြောနိုင်မလားမပြောနိုင်ဘူးအဲ့ဒါနဲ့ तू မော့ကြည့်သင်မစုတော့ငါတရားပဲအဲ့ဒီလိုဆိုရင်လည်းပဲသင်ဟာတရားဆိုရင်လည်းပဲတရားမိုက်ပဲဖြစ်မယ်တဲ့ပေတဲ့ရဲ့တရားလို့ပုဂ္ဂိုလ်ကြီးကိုမိုက်တယ်ဆိုတဲ့စကားလုံးနဲ့မလုပ်လိုက်တာလေဆွဲလိုက်တယ်ခုဒကာမတို့ဦးဇင်းတို့ကောင်းကင်ကနတ်တယောက်လောက်မြင်မယ်ဆိုရင်အကုန်လုံးအော်တောင်းတယ်ဟုတ်လားလက်ဥတွေပါနေမျက်တော့ချီမလားမသိဘူးဟင်ဒကာကြီးမိုက်မြဟင်အခုသုဘဗုဒ္ဓကတရားကိုဘယ်လိုပြောနေတာလဲတရားမိုက်လို့ပြောနေတာဘာဖြစ်လို့ပြောရဲတာတော့မလိုချင်လို့ပြောရဲတာဟင်ဒကာကြီးမိုက်မြဘာလို့ပြောရဲတာလဲအဲ့ဒီတရားကပေးမယ်ဆိုတဲ့ဆုလက်တွေကို तू ရချင်သလားမရချင်ဘူးမလိုချင်ရင်ရေးချင်တာပဲနော်ဒကာကြီးမိုက်မြတစုံတစ်ခုမျှော်လင့်နေတယ်ဒီလူတွေကတစ်ခုခုရချင်တယ်ပစ္စည်းမှမဟုတ်ဘူးနော်ဒီလူစီကအရေးပေးမှုကိုရခြင်းနဲ့မေတ္တာကိုရခြင်းနဲ့ဘာပဲရခြင်းချိုးသားတဲ့စကားလေးကိုရခြင်းနဲ့ကျိုးစွာဆုံးအဲ့လိုလေးရခြင်းနဲ့ဆိုရင်တောင်မှဒီလူရှိမှကိုသည်ရဲရင်မှုအပြီးမရှိဘူးကြောက်နေရတယ်။ဘာကြောင့်ကြောက်နေရတယ်လဲလို့မေးရင်တစုံတစ်ခုကိုမျော်လင့်နေလို့ကြောက်နေရဟုတ်လားတခါကြီးမိုင်းမြဒီစကားလေးကိုအိမ်ရောက်ရင်တိတိကျကျစဉ်းစားအဲ့တော့သုဘဗုဒ္ဓကအသိရှိသွားတဲ့အခါကျတော့နေတဲ့နေရာမှာလဲနေရဲတယ်တရားလို့လူကိုတောင်းမှတရားလို့နတ်ကိုတောင်းမှပါလဲတရားမိုက်လို့ပြောရဲတယ်သိက္ခာရှိရှိနေရဲတယ်တိုင်သေးတဲ့အခါကျတော့ဘယ်လိုလဲတဲ့သုဘဗုဒ္ဓကသေရဲတယ်ဒကာကြီးမိုက်မြဟုတ်လားအဲ့ဒီကိစ္စအဲ့ဒီတတ္တိကလွယ်တဲ့ကိစ္စလွယ်တဲ့တတ္တိမဟုတ်ဘူးနော်ဒကာကြီးမိုက်မြအဲ့ဒီမှာသုဘဗုဒ္ဓကရွတ်သေးတယ်ဂါထာလေးတစ်ပုဒ်ဂါထာလေးနှစ်ပုဒ်ရွတ်သေးတယ်အဲ့ဒါလေးကိုဦးဇင်းနဲ့ပြပြသူ့ရဲ့အစွမ်းတွေကိုသူပြောပြတာအ ਨੇ ဒိဗ္ဗေလည်းအင်မတန်ကောင်းပါတယ်သတ္တာဒနံသီလဒနံဟိရိဩတ္တပိယန္တနံသုဒ္ဓဒနင်းသသဝောဇပညာဝေတတ္တမန္တနံယသဣတိတနာအဋ္ဌိအိဋ္ဌိယပုရိသတဝါအတလိတောတိတာဟုအာမောကံတတ္တဇီဝိတံသတ္တာဒနံယုံကြည်မှုဆိုတဲ့တရားတရားဒီဟူသောဥစ္စာ၎င်းသီလဒနံကိုယ်နဲ့နှုတ်ကိုဆောင်စည်းခြင်းဆိုတဲ့သီလဥစ္စာယရနာတွေ၎င်းဟိရိဩတ္တပိယန္တနံမကောင်းတာလုပ်ရမှာမကောင်းတာပြောရမှာမကောင်းတာကြံရမှာကိုရှက်ချင်းကြောက်ချင်းဆိုတဲ့ဟိရိဩတ္တပယရနာဥစ္စာ၎င်း၄မျိုးရှိသွားပြီတတိလေးနဲ့နားထောင်တော့တရားကတော့မြန်မြန်သွားမှာပဲနော်မှီအောင်လိုက်ဟလာတခါကြီးမိုက်မြတတ္တရဏယုံကြည်မှုတည်ဟူသောဥစ္စာယရနာ၎င်းသီလဒနံကိုနဲ့နှုတ်ကိုဆောင်စည်းခြင်းဆိုတဲ့သီလယရနာဥစ္စာ၎င်းဟိရိဩတ္တပိယတနာမကောင်းတာလုပ်ရမှာပြောရမှာကိုရှက်ချင်းကြောက်ချင်းဆိုတဲ့ဟိရိဩတ္တပယရနာဥစ္စာ၎င်းစာကိုစပေကံစွန်ကျဲလူဒန်းခြင်းဆိုတဲ့ဒါနစာကယရနာတွေ၎င်းတုတံ
မြတ်စွာဘုရားဟောကြားတော်မူသောတရားဒေသနာတော်တို့ကိုအကြအမြင်ဘဟုတုတ္တများခြင်းဆိုတဲ့သုတ္တယရဏ၎င်းတတ္တမခုနှစ်ခုမြောက်သောပညာယုတ်တရားနတ်တရားခန္ဓာ၅ပါးတို့သည်အမြဲမရှိဆင်းရဲ၏အနှစ်သာရမရှိလို့လက္ခဏာရည်သုံးပါးကိုထိုးထွင်းသိမြင်တဲ့ပညာယရဏ၎င်းဘယ်နှပါလဲခုနှစ်ပါးဧတေဤယရဏတို့သည်လောကီလောက၌အဋ္ဌိတန်ရှိကြပေကုန်၏အဲ့ဒါလို့သူတော်ကောင်းတွေမြင်လို့တဲ့တန်ဖိုးထားတဲ့ယရဏခုနှစ်ပါးလောကမှာရှိတယ်တဲ့လူတွေတန်ဖိုးထားတဲ့ယရဏတွေကတော့အမျိုးမျိုးပေါ့ဗျာအခုပြောနေတာကဘယ်သူတွေတန်ဖိုးထားတဲ့ယရဏလဲသူတော်ကောင်းတွေတန်ဖိုးထားတဲ့ယရဏသရတရားသီလဟိရိဥဒ္ဒပစာကသုတ္တပညာတခုစီရဲ့အတိတ်တွေကိုအခြေမပြောတော့ဘူးဒီပေတာအုံနောက်ရှိတယ်အလုံးသိပဲလို့ဦးဇင်းယုံကြည်တယ်နော်သရတရားရဲ့သီလရဲ့ဟိရိရဲ့ဥဒ္ဒပရဲ့သုတ္တရဲ့အစာကရဲ့သုတ္တရဲ့ပညာရဲ့အဲ့ဒီလိုသူတော်ကောင်းတွေမျက်နှိုးတဲ့ယရဏခုနှစ်ပါးဟာဣရိယာဝမိမမူလေးဖြစ်စေပုရိသတ္တဝါယောက်ျားမူလေးဖြစ်စေယတ္တာအခြင်းပုဂ္ဂိုလ်ရဲ့တဏ္ဍမှာဧတေဒနာထိုသူတော်ကောင်းနေမျက်နှိုးတဲ့ယရဏဥစ္စာတို့သည်အဋ္ဌိတန်ရှိကြပေကုန်၏မိမပဲဖြစ်ဖြစ်ယောက်ျားပဲဖြစ်ဖြစ်ဘယ်လိုပုဂ္ဂိုလ်ရဲ့တဏ္ဍမှာပဲဖြစ်ဖြစ်အခုပြောခဲ့တဲ့ယရဏခုနှစ်ပါးရှိတယ်ဆိုလို့ရှိရင်တဲ့အာဒလိဒောတိတံအာဟုအာမောကံတတ္တဇေဝိတံတန်တို့ကဲ့သို့သူတော်ကောင်းနေမျက်နှိုးတဲ့ယရဏခုနှစ်ပါးရှိကြတဲ့ပုဂ္ဂိုလ်တို့ကိုအာဒလိဒောတိမစင်ရသောပုဂ္ဂိုလ်မနွမ်းပါသောပုဂ္ဂိုလ်မမွဲတည်သောပုဂ္ဂိုလ်ဝါလူချမ်းသာဟု၍အာဟုသူတော်ကောင်းတို့သည်ဆိုကြကုန်မည်အဲ့ဒီယရဏခုနှစ်ပါးရှိတဲ့လူယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်အာဒလိဒမစင်ရသောသူမနွမ်းပါသောသူတနည်းအားဖြင့်ချမ်းသာကြွယ်ဝသူဆိုတဲ့ဂုဏ်တူးကိုဘယ်သူပေးတယ်လဲမြတ်စွာဘုရားအစရှိတဲ့သူတော်ကောင်းကြီးတွေကပြောတယ်တဲ့ဟုတ်လားတခါကြီးမိုက်မြအဲ့တော့လောကမှာတကယ်ချမ်းသာတယ်ဆိုတဲ့လူဟာဘယ်လိုလူလဲလို့ဒီမှာဒေသနာတော်နဲ့ညှိကြည့်မယ်ဆိုရင်အဖြေပေါ်မလာဘူးလားဖြေပေါ်လာတယ်လူတွေသတ်မှတ်တာကတော့ငွေများများသုံးနိုင်ရင်ချမ်းသာတယ်လို့ပြောတာပဲခေတ်ပေါ်ပစ္စည်းအဆင်းမြင့်မြင့်တွေသုံးနိုင်ပြီးတော့ဟောကြွားကြွားဝါဝါနေနိုင်တယ်ဆိုရင်သိအဆင်ပြေတာပဲလို့ပြောကြတာပဲဟုတ်လားမြတ်စွာဘုရားကတော့ဒီမှာဘယ်လိုလူသားရင်ချမ်းသာတယ်လို့ပြောထားတယ်လေသူတော်ကောင်းတွေမြင်နိုးတဲ့ယရဏတွေပြည့်စုံတယ်ဆိုရင်ချမ်းသာမယ်အဲ့ဒါသောတပတ္တိမဲ့ဉဏ်ဆိုတဲ့အတိကိုရမယ်ဆိုရင်ဒီယရဏခုနှစ်ပါးလုံးပြည့်စုံသွားတယ်နောက်တစ်ခါဒီမိုင်းမြယရဏခုနှစ်ပါးလုံးကိုပြည့်စုံအောင်ဒီပြင်နီးနဲ့ကျိုးစားလို့မရဘူးဟုတ်လားတစ်ခါဒီမိုင်းမြမြတ်စွာဘုရားရဲ့တရားတော်နဲ့ညီလိုက်နာကျင့်သုံးတဲ့နီးနဲ့သာလေဒီယရဏခုနှစ်ပါးပြည့်စုံအောင်ကျိုးစားလို့ရတယ်မဟုတ်လားအေးအဲ့ဒီမှာသူကသုံးပါးဗုဒ္ဓကငါသည်မဆင်းရဲဘူးလို့ပြောလိုက်တာအမြင်အားဖြင့်တော့ဆင်းရဲတယ်အတွင်းတန်တာမှာချမ်းသာကြောင်တရားတွေပြည်နေတဲ့အတွက်ကြောင့်ငါသည်လူချမ်းသာတက်ရောက်လို့သူပြောနိုင်တယ်ဒကာမတို့ဦးဇင်းတို့တွေငါသည်လူချမ်းသာတက်ရောက်လို့ခံစားနိုင်တဲ့အခွင့်အရေးခံစားဘူးတာမျိုးအင်မတန်နည်းလိမ့်မယ်လို့ထင်ဒါဦးဇင်းတို့လည်းသိမခံစားဘူးပါငါတော်တော်ချမ်းသာနေပြီတော်တော်ကိုကောင်းနေပြီဆိုတဲ့ခံစားချက်ရှိဖို့လွယ်သလားမလွယ်ပါဘူးကိုယ့်အပူတွေနဲ့ကိုယ့်လိုအပ်ချက်နဲ့ကိုရှုပ်နေတာတွေပဲများနေတယ်မဟုတ်လားဟင်တခါယူမိုက်မြအေးအဲ့ဒီမှာနောက်ထပ်သူဆက်ပြောထားတာလေးကဘာလေးလဲအာဒလိဒောတိတာဟုအာမောကံတတ္တဇေဝိတံသတ္တတို့ပုဂ္ဂိုလ်ရဲ့ဇေဝိတံအသက်ရှင်ခြင်းကိုအာမောကအချီးလေးအကျိုးမဲ့မှုမှုရဲ့အသက်ရှင်ခြင်းဟူ၍အာဟုဆိုကြကုန်မည်အဲ့ဒီပုဂ္ဂိုလ်ရဲ့အသက်ရှင်ခြင်းကိုအလကားအသက်ရှင်ခြင်းမဟုတ်ဘူးတနည်းအားဖြင့်အဓိပ္ပာယ်ရှိသောအသက်ရှင်ခြင်းလို့ဆိုကြတယ်တဲ့ခုနတုန်းကဦးဇင်းတို့ရဲ့စကားလေးနဲ့ပြန်ပြီးတော့ဆက်ဟပ်ကြည့်နော်အချိန်တိုင်းဘဝကိုစရေပြစ်နေရတယ်အသက်ရှင်နေဆိုတာဒီကိစ္စပဲနော်ဒီကကြီးမိုက်မြဟိုကျန်းကလေးထဲမှာဗာနဲ့ဥပမာပေးတယ်ဆိုလို့ရှိရင်ဟိုလှဲဘိန်းကြီးတွေလေလိမ့်သွားတယ်ဆိုတဲ့နေရာမှာအဲ့ဒီလှဲဘိန်းနဲ့မြေကြီးနဲ့ထိတယ်ဆိုတာကလက်လေးလုံးလောက်ပဲထိတာဟုတ်လားဒီကကြီးမိုက်မြအဲ့ဒါလိမ့်သွားတယ်ဆိုရင်တဘိန်းလုံးတစ်ခါတည်းထိတာလားမဟုတ်ဘူးဘဝဆိုတာအဲ့ဒီနီးတိုင်သွားနေတာလူငယ်တွေလှဲဘိန်းမမြင်ဘူးရင်ကားဘိန်းကိုကြည့်လိုက်ပေါ့ဟုတ်လားကားဘိန်းရဲ့ဧရိယာအကုန်လုံးမြေကြီးနဲ့တစ်ခါတည်းထိသွားတာလားမဟုတ်ဘူးနည်းနည်းလေးထိနေတာနော်ထိတဲ့နေရာတွေကဘဝဆိုတာအဲ့ဒါလိုပဲအခုပြစ္ဆုတ်ပံဆိုပြီးတော့ကုန်းပြီးတော့ဒီလိုလေးသွားနေတာအဲ့ဒါကိုတတိနဲ့အမိဖမ်းပြီးတော့အနှစ်မထုတ်နိုင်ဘူးဆိုရင်အဲ့ဒီကုန်းသွားတာတွေကအမြဲတမ်းရှုံသွားတာပဲနားလေတယ်နော်ဒါကြောင့်ယရဏခုနှစ်ပါးကိုရှာဖွေရင်းနဲ့ယရဏခုနှစ်ပါးကိုပြည့်စုံအောင်ကြိုးစားရင်းနဲ့ပြည့်စုံပြီးတော့အသက်ရှင်မဲ့ဆိုရင်တော့အဓိပ္ပာယ်ရှိတယ်တဲ့
ယတနာခုနှစ်ပါးမပြည့်စုံမဲနဲ့အသက်ရှင်မယ်ဆိုရင်တော့အဓိပ္ပာယ်မရှိဘူးလို့ပြောတာဒီတော့ဦးဇင်းတို့ကသုဘဗုဒ္ဓကိုဟုတ်ဘယ်လိုလုံးပြောမလဲဆိုတော့မရှိပေမဲ့လို့အသိရှိတဲ့အခါကျတော့သူ့ကိုဆင်းရဲတယ်လို့ပြောလို့မရဘဲနဲ့အားကျစရာအနေထားကိုတောင်ရောက်သွားတယ်ဟုတ်လားဒကမကြီးများမရှိပေမဲ့လို့အသိရှိတဲ့အခါကျတော့သူဒီအားကျစရာလူသားတစ်ယောက်ဖြစ်သွားတယ်ဟုတ်လားဒါကြောင့်ရှိဖို့တဲ့သိဖို့ကအရေးကြီးတယ်ဆိုတာဒါလေးကိုဦးဇင်းတို့ကပြောချင်နောက်ရှိပေမဲ့လို့အသိမရှိတော့ဒုက္ခရောက်ပုံကလေးနည်းနည်းပြောအောင်ဦးဇင်းတို့သာဝတိမြို့မှာဂတိ40တဲ့ရှိတာကတော့ဂတိ40တောင်ရှိတထေးကြီးတူရှိတယ်သူ့ရဲ့နာမည်ကအာနန္ဒာလို့ခေါ်တယ်အဲ့ဒီတထေးကြီးကသူကဘာလဲဆိုတော့လောကမှာရှိဖို့ရှိမှလူရဝင်တာရှိမှအရာရာကိုလွှမ်းမိုးနိုင်တာဒီရုပ်ချမ်းဝါဒကသူ့ခေါင်းထဲမှာဆွဲနေတယ်ဒါကြောင့်သူကဩဝါဒပေးတယ်အင်စနာနခယံဒိဋ္ဌဝဥပါစိကာနိသအာစီယံဟောဘာပြောတယ်လဲဆိုတော့မျက်စင်းကြောက်ကလေးများဟာသွေးပါများရင်ကုန်သွားတာပဲတဲ့နော်ပိုးကောင်မွားကောင်လေးတွေဟာတဲ့ခြားကောင်လေးတွေဟာနည်းနည်းချင်းလေးစုတာနဲ့တောင်ပူကြီးတွေဖြစ်လာတာပဲတဲ့နော်အဲ့ဒီမှာသူကဘာဆက်ပြုံးလို့ဆိုပြားကောင်လေးတွေဟာနည်းနည်းလေးစုတာနဲ့ပြားအောင်ကြီးအကြီးကြီးဖြစ်သွားတာပဲတဲ့ဒါကြောင့်နည်းနည်းလေးမှအလဟတအကုန်မခံနဲ့ဘဇုဘုံမှလည်းမပေးနဲ့ပေးလိုက်ရင်ကုန်တာပဲလောကမှာပေးခြင်းမှာအနှစ်မရှိဘူးရှိခြင်းမှာအနှစ်ရှိတယ်လို့သူကအဲ့လိုယုံကြည်တာဒါကြောင့်ဘဇုဘုံမှဘာမှမပေးနိုင်ဘူးသူ့ကိုယ်သူရှိခြင်းနေနဲ့ပဲအမြဲတမ်းမွမ်းမံပြီးတော့နေတယ်နော်ဘဝကအဲ့လိုနေသွားတာနော်တခါကြီးမိုက်မြအဲ့ဒီလိုနေသွားရင်လည်းဟောသေးသွားသူပိုင်ပါတယ်ဆိုတဲ့ပစ္စည်းတွေဟာသူပိုင်တယ်လို့ပြောလို့ရသလားမရတော့ဘူးဒါရှင်းရှင်းလေးရဲ့ဘဝဟာအင်မတန်ရှင်းတယ်လူတွေကအမြင်မရှင်းလို့ခက်နေတာနော်ဘဝဟာအင်မတန်ရှင်းပါတယ်ဘလောက်ပဲရှားထားဘလောက်ပဲကြိုးစားခဲ့ကိုသေးသွားရင်အကုန်လုံးထားခဲ့ရတယ်ဒါလူတိုင်းသိတယ်နော်ဒါပေမဲ့အဲ့ဒီရှင်းရှင်းလင်းလင်းဖြစ်နေတဲ့ကိစ္စကိုပဲရှုပ်ရှုပ်ထွေးထွေးစိတ်တွေနဲ့ကြည့်တဲ့အခါကျတော့မမြင်ဘူးဖြစ်နေတယ်တစ်နဲ့နှစ်နဲ့ပေါင်းရင်3ဖြစ်တယ်အင်မတန်လွယ်ကူတဲ့ပု္ပ္ပာနော်ဒါကိုပဲမှန်အောင်မတွက်နိုင်ဘူးအဖြေတွေက4ထွက်နေတယ်5ထွက်နေတယ်တော်လို့လားညံ့လို့လားလူတွေကအဲ့လိုဖြစ်နေတယ်ပု္ပ္ပာကအင်မတန်လွယ်တယ်ဒါပေမဲ့ဒါကိုပဲလွယ်တာကိုပဲသူတို့အဖြေမှန်အောင်မထုတ်တတ်ဘူးဒါကြောင့်မသေးခင်အများကြီးကြိုးစားတယ်တချို့သားအတွက်ကောမြေးအတွက်ကောဟိုးရှုပ်ရှက်တွေကိုခတ်ပြီးတော့သူတို့ဘဝလေးတူတူလေးအချိန်လေးမှာအပူတွေအရှုပ်တင်လည်းပဲအချိန်ကုန်ပြီးတော့နေသွားကြတာအဲ့ဒီလူတွေအတွက်မှန်သလားအတွက်မှားသလားအတွက်မှားတယ်တင်းနဲ့နှစ်နဲ့ပေါင်းတာကို3ဆိုတာလောက်တောင်သူတို့မသိဘူးဦးဇင်းကရှုံချပြီးတော့ပြောတာလားတိုးတက်စေခြင်းလို့ပြောတာလားအေးနားလည်ရမယ်နော်တခါကြီးမိုင်းညာဘောဟာသေဆုံးသွားလို့ရှင်ပိုင်ဆိုင်တယ်ဆိုတာဘာမှမရှိဘူးအဲ့ဒါကိုနာနာစဉ်းစားလို့ရှိရင်အင်မတန်မြင့်မြတ်တဲ့စိတ်ဓာတ်တွေထွက်လာနိုင်တယ်သဘာဝကျတဲ့စိတ်ဓာတ်တွေထွက်လာနိုင်တယ်နော်ခုအာနန္ဒာတထေးကြီးဟာအဲ့လိုမြင့်မြတ်တဲ့စိတ်ဓာတ်တွေထွက်သလားမထွက်ဘူးရှိဖို့ဒါပဲသူကဒါကတော့ဘာမှမဆန်းဘူးတော့ငယ်ငယ်လေးတွေကမိဘတွေကအဲ့လိုသင်ပေးတာပတ်ဝန်းကျင်ကလည်းအဲ့လိုသင်တာမရှိရင်အောက်ကြမယ်ရှိရင်တူတတ်မယ်ဒါပဲနော်အဲ့ဒါလောက်နဲ့တော့အဆင့်မြင့်တယ်လို့မပြောလို့လည်းမရဘူးအဲ့တော့ပေးတဲ့တို့ကိုသားကိုသမီးလေးတွေကိုသင်ပေးခြင်းနဲ့ဆိုရင်မသိရင်ဆင်းရဲမယ်သိရင်ချမ်းသာမယ်လို့အသင်ကိုပြောင်းရမယ်ရှိအောင်လည်းပဲထိုက်တဲ့လောက်ကြိုးစားရမယ်နော်ဒါကတော့ခန္ဓာဝင်ရှိနေတယ်သို့တော့လိုအပ်တဲ့ကွက်လက်ကဘာလဲသိဖို့ဟုတ်လားတခါယူမိုက်များအေးမသိရင်ဘာလဲဆင်းရဲမယ်သိရင်တော့ချမ်းသာမယ်မသိရင်ခက်မယ်သိရင်လွယ်မယ်အဲ့ဒါဒီအာနန္ဒာတထေးကြီးသေသွားပြီသေသွားတော့ဘယ်ရောက်တုံဆိုတော့ဒွန်းစန္ဒာရွာကြီးကိုရောက်တယ်အဲ့ဒီမှာသူပရိသေနေတဲ့နေ့ကစပြီးတော့အဲ့ဒီဒွန်းစန္ဒာရွာကြီးတောင်းစားတဲ့ရွာကြီးတယောက်မှအလုတ်အကင်မဖြောင်တန်းဘူးတဲ့တောင်းလို့ကိုအဆင်မပြေဘူးလို့ဖြစ်တယ်နော်အဲ့ဒါနဲ့တခါတည်းတို့ရွာထဲမှာလူယုံမှရှိတယ်ကွာလောတကဒိဋ္ဌလိုပါပဲအင်ကြီးတစ်ထောင်ရှိတာကို900ဒီခွဲလိုက်တယ်သူပါတဲ့ဘက်ကအဆင်မပြေဘူး250ဒီခွဲလိုက်တယ်သူပါတဲ့ဘက်ကအဆင်မပြေဘူးနောက်ဆုံးသူတို့အိမ်တိမ်နဲ့ကြံတယ်အဲ့ဒါနဲ့နင်းကိုဝင်ရှိတဲ့ကစပြီးတော့ဒီရွာဒုက္ခရောက်တာနင်းထွက်တော့ခိုင်းလိုက်သူ့အမေတော်မှသူ့ကိုဗိုက်ထဲထည့်မိတာနဲ့ဒုက္ခရောက်တယ်အဲ့ဒါမွေးလာပြီဆိုတော့မျက်လုံးနေရာမှာမရှိဘူးနှာခေါင်းကနှာခေါင်းနေရာမှာမရှိဘူးမြေပုတ်ဘီလူလေးလို့အယုတ်ဆိုးတယ်တဲ့ပိဋကရေရှိခြင်းကိုဦးစားပေးခဲ့တော့လောဘဒေါသတွေကတိတ်ကြီးခဲ့မှာဟုတ်လားရှိဖို့ဆိုရင်လောဘတွေကတိတ်ကြီးလာမယ်လောဘလိုအပ်ချက်တွေတိတ်များလာရင်အဆင်မပြေမှုတွေများတဲ့အတွက်ကြောင့်ဒေါသတွေလည်းတိတ်ကြီးလာဒေါသကြီးတယ်ဆိုတာလောဘကြီးလို့ဒေါသကြီးတာနော်ဟိုဟာဖြစ်လဲစိတ်တိုင်းမကြဟိုဟာဖြစ်လဲအလိုမကြည့်အဲ့ဒီမှာဒေါသတွေတိတ်ဖြစ်တယ်အလိုမကြဘူးဆိုတာအလိုဆိုတာရှိနေလို့မကြဘူးဆိုတာဖြစ်တာဟုတ်လားဒကမကြီးများ
အဲ့ဒီတော့လောဘတိတ်ကြီးကြတော့ဒေါသလည်းကြီးမှာပေါ့ဒေါသကြီးပြီဆိုတော့အယုတ်ကဆိုးပြီပေါ့အဲ့ဒါမအေကတော့ကိုသွေးကိုသားဆိုတော့မေတ္တာမပြတ်နိုင်ဘူးသူ့ကိုတခါလေလက်ဆွဲပြီးတော့တောင်းရတယ်သူပါတဲ့နေ့ဆိုတောင်းလို့မရဘူးအဲ့ဒါနဲ့သူ့ကိုတနေရာမှာထားပြီးတော့နည်းနည်းလေးမတ်တက်ပြေးအကျွေလေးရောက်အောင်တော့မွေးရတယ်အဲ့ဒါသူ့ကိုအစင်းစင်းအရေးရဒုက္ခခန်းပြီးတော့မွေးရတယ်အဲ့ဒီလိုနဲ့သူသွားနိုင်လာနိုင်ပြီဆိုတော့မအေကငါသားစိတ်ထဲမှာပြောတာမင်းကိုအမေကချစ်ပါတယ်သို့တော့မင်းနဲ့အတူနေရင်အမေတောင်ငတ်သေးရလိမ့်မယ်အဲ့ဒီတော့ကဘာမီးလောင်သားကောင်ချနှင်းမတက်နိုင်ဘူးဆိုပြီးတော့သူ့ကိုအိုးဝဲလေးတစ်ခုပေးပြီးတော့ကိုအိမ်ကသိပ်ပြီးတော့ရေရိုးတယ်ဆိုပြီးတော့တောင်းခိုင်းတယ်ပြီးတော့မအေကပြစ်ပြေးအဲ့ဒီမှာသူတယောက်တည်းကြံရစ်ရှိချင်းကိုဦးစားပေးခဲ့တာနော်တခါကြီးမိုက်များအဲ့ဒါနဲ့သူညိုလေးရှောက်ရှောက်သွားရင်းနဲ့သူတစ်ချိန်လုံးကပိုင်ခဲ့တဲ့အိမ်ကြီးခြံကြီးတကားမုတ်၄ခုရှိတယ်လို့ပြောတယ်အဲ့ဒါကြီးကိုမြင်တော့သူဇာတိတ္တရညံရတယ်ဒါငါအိမ်ကြီးတဲ့အေးဒါကြီးဗါတဲ့တော့ဒါငါအိမ်ကြီးတဲ့ဟုတ်သေးလားမဟုတ်တော့ဘူးအရင်ဘဝကတော့ဟုတ်တယ်အခုဟုတ်သေးသလားအေးဒါကြောင့်ငါဆိုတာတကယ်မရှိဘူးနော်တခါကြီးမိုက်များဟုတ်လားအဲ့ဒီမှာသူကသူ့အိမ်ကြီးဆိုတဲ့အမှတ်နဲ့တခါလဲဝင်သွားတာတကစောင်းတွေကလက်နေတော့တကားမုတ်သုံးမုတ်ကိုသူကြော်သွားတယ်နောက်ဆုံးတကားမုတ်ရဲ့အုတ်တိုင်းဘေးမှာအိမ်ပန်းညံလေးထဲမှာသူ့သားမူလတိရိရဲ့သားသမီးလေးတွေကစားနေတာသူ့ရဲ့မြေးလေးတွေပေါ့နော်အဲ့ဒါကိုမြင်တော့ကိုကလေးတွေကသူ့ကိုမြင်တော့ဘီလူဆိုပြီးတော့အော်ပြီးတော့ကြောက်လန့်ပြီးတော့သတိတွေပါမေ့သွားတယ်လို့ဆိုတယ်အဲ့ဒါနဲ့အဆောင်တွေရောက်လာပြီးတော့ကြည်စံဘဲကအသေးရုပ်တဲ့လူလည်းမသိဘူးဆိုပြီးတော့ဒီကလေးကိုရိုက်နှက်ပြီးတော့တတိမေ့မျိုးအောင်ရိုက်နှက်ပြီးတော့တခါလဲခြေထောက်ကနေတရွတ်ဆွဲပြီးတော့မြို့ရဲ့အမိုက်ပုံပေါ်သွားပြီးတော့ပြစ်ထားမသေးဘူးဗျာအဲ့ဒီမှာမြတ်စွာဘုရားနဲ့ရှင်အာနန္ဒာကိုတော်မြတ်ဆုံးခံကြွလာတော့ဒီကလေးကိုမြင်တော့အာနန္ဒာနာမည်ချင်းကတူးနေတယ်နော်တခါကြီးမိုက်နေအဲ့ဒီမှာအာနန္ဒာတထေးကြီးပဲဒါအဲ့ဒီမှာအဲ့ဒီကလေးလေးကိုအဲ့ဒါလိုပြောတော့ဒီလိုပြောတဲ့စကားကိုမူလတိရိကကြားတယ်ကြားတော့သွားခေါ်ကြည့်လို့မြတ်စွာဘုရားကလည်းခိုင်းတော့မူလတိရိကရောက်လာဒါမင်းအဖေလို့ပြောတယ်အဲ့ဒီမှာမူလတိရိကမြတ်စွာဘုရားပြောတဲ့စကားကိုလုံးဝမယုံဘူးဒါသူ့ကိုသိက္ခာချတာလို့သူကအဲ့ဒါလိုယူဆအဲ့ဒီမှာမြတ်စွာဘုရားကမင်းမယုံဘူးဆိုလို့ရှိရင်မင်းကိုမပြောဘဲနဲ့မြုပ်ထားခဲ့တဲ့ရွှေအိုး၅လုံးရှိတယ်အဲ့ဒါမင်းသိတယ်လားမြုပ်ထားခဲ့တယ်လို့ပဲသိတယ်ဘယ်နှမြုပ်ထားခဲ့တယ်လို့ကျွန်တော်မျိုးမသိအဲ့ဒါလို့ဆိုမင်းသူ့ကိုမေးကြည့်အဲ့ဒါနဲ့အဲ့ဒီကလေးကိုမေးကြည့်တော့အဲ့ဒီကလေးကအကုန်ပြောတယ်အဲ့ဒီနေရာသွားတူတယ်ရွှေအိုး၅လုံးရအဲ့ဒီကျမှယုံတယ်ဒီတော့မြတ်စွာဘုရားကအဲ့ဒီနေရာမှာရောက်လာတဲ့ပိဋကတ်ကိုတရားဟောတယ်တဲ့ဗုဒ္ဓမတိတနာမတိဣတိပါလောဝိယညတိအတ္တပိအတ္တနောနတိကုတောဗုဒ္ဓကုတောတနံဒီကထာလေးသိကောင်းတယ်နော်တခါဒီမိုက်မြဗုဒ္ဓမတိတနာမတိဣတိပါလောဝိယညတိအတ္တပိအတ္တနောနတိကုတောဗုဒ္ဓကုတောတနံအတ္တမေငါအာဗုဒ္ဓသာသမီတို့သည်အဋ္ဌိတန်ရှိကုန်၏တဏှာပစ္စည်းဥစ္စာတို့သည်အဋ္ဌိတန်ရှိကုန်၏ဣတိဣတုပါလောမတိသောပုဂ္ဂိုလ်သည်ဝိဟင်ညတိတွေးပြီးတော့ပင်ပန်းနေတယ်ငါမှသာသမီရှိတယ်ပစ္စည်းရှိတယ်ဆိုပြီးတော့ပင်ပန်းနေတယ်စကားကကွက်ကြော်လေးပြောထားတာမြတ်စွာဘုရားကသာသမီရှိတယ်ပစ္စည်းရှိတယ်ဆိုတာနဲ့ဘယ်နဲ့ကြောင့်ပင်ပန်းသွားတော့ဆိုသာသမီရှိရင်သာသမီအရေးတွေသာသမီကိစ္စတွေကခေါင်းထဲကိုတောက်လျှောက်ရောက်တော့မယ်နော်တခါကြီးမိုက်များပစ္စည်းရှိတယ်ဆိုပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေဟာရအောင်တိုးအောင်ရှာဖို့ထိမ့်သိမ့်ဖို့ဆိုတဲ့ကိစ္စတွေခေါင်းထဲကိုရောက်တော့မယ်နော်အဲ့ဒါဆိုလို့ချင်းဘာဖြစ်ပြီတော့ပင်ပန်းပြီတဲ့ခေါင်းထဲမှာပင်ပန်းသွားပြီစိတ်ထဲမှာပင်ပန်းသွားပြီဒါကိုပြောတာသိလားအဲ့ဒီမှာမြတ်စွာဘုရားကဘယ်လိုအဖြေထုတ်ထားလဲအတ္တပိအတ္တနောနတ္တိအတ္တပိမိမိသောမလိအတ္တနောမိမိရဲ့တာနာယအာကိုဖို့ရလုံငါနတ္ထိမရှိပါပြီကိုယ်ဒီပင်လင်ကိုယ့်အတွက်မရှိဘူးတဲ့ကဲအဲ့ဒါလိုတောင်ပြောတယ်နော်တခါကြီးဒီမိုင်းမြကိုအားကိုရဲ့အာကိုရဆိုတာဒီခန္ဓာကိုယ်ကြီးတောင်မှပျက်စီးသွားအောင်မှာဆိုတော့ကိုယ်ဒီပင်လင်ကိုရဲ့အာကိုရအဖြစ်နဲ့တော့မရှိဘူးဒါသူတော်ကောင်းတရားကိုထည့်နိုင်မယ်ဆိုတော့သူတော်ကောင်းတရားကတော့အာကိုရပါနော်တခါကြီးဒီမိုင်းမြသူတော်ကောင်းတရားမပါတဲ့တက်တက်သောကိုယ်ဒီကိုယ့်အတွက်အာကိုရဖြစ်နိုင်မှာမလားမဖြစ်နိုင်ဘူးသူကပဲအမျိုးမျိုးယောဂါတွေနဲ့နှိမ့်ဆက်ပြီးတော့သူကပဲခွဲခွာတော့မယ်လို့တော့တရားဓမ္မတို့ဥစဉ်တို့ရဲ့စိတ်ကမပင်ပန်းမိဘူးလားပင်ပန်းနေနော်ကိုယ်ဒီပင်လင်ကိုယ့်ရဲ့အာကိုရအနေနဲ့မရှိပါဘူးတဲ့ဘယ်မှာသာလျှင်သာသမီသည်ကိုယ့်ရဲ့အာကိုရပစ္စည်းဥစ္စာသည်ကိုယ့်ရဲ့အာကိုရဖြစ်နိုင်မလဲတဲ့ဆိုလိုတာကအသိဉာဏ်ကလွဲလို့ကိုယ့်အတွက်အာကိုရမရှိဘူးလို့ပြောတာအဲ့ဒီဒေသနာတော်ရဲ့အဆုံးမှာ84,000သောဝေနေရတို့အကျွတ်တန်းဝင်နေလို့ဦးဇင်းတို့ဓမ္မပဒမှာအဲ့ဒါလိုမှတ်တမ်းတင်ထားတာရှိပါတယ်နော်တခါကြီးမိုက်မြအဲ့တော့ပိဿတို့ဦးဇင်းတို့တွေစဉ်းစားရမှာကလောကမှာရှိတာနဲ့သိတာသည်ဘယ်အရာကပို့ပြီးတော့တန်ဖိုးရှိသလဲဆိုတာလေးကိုပဲကွဲကွဲပြားပြား
သဘောပေါက်စေချင်တာနော်ဟုတ်ရဲ့လားအဲ့တော့ရှိတယ်ဆိုတဲ့ကိစ္စကမရှိမဖြစ်လို့ရှားနေရတဲ့အပိုင်းကိုသဘောပေါက်ထားဖို့လိုတယ်နော်အဲ့ဒီလိုသဘောမပေါက်ရင်ရှိခြင်းကိုပဲသိပြီးတော့ဦးစားပေးပြီးတော့ခေါင်းထဲမှာနေရာပေးမယ်ဆိုလို့ရှိရင်ဒီရှိခြင်းကပဲကိုယ့်ကိုအချီးကျင်နှိပ်စက်လိုက်နော်တခါယူမိုက်များနည်းနည်းလေးအတူကလေးတစ်ခုပြောအောင်မယ်ပုံအတူကလေးမြတ်စွာဘုရားလက်ထက်ကတကယ်ဖြစ်ခဲ့တာပါတနေ့မြတ်စွာဘုရားကရှင်အာနန္ဒာကိုခေါ်ပြီးတော့သာဝတိမြို့ရဲ့ဘေးမှာရှိတဲ့လယ်ကွင်းတွေကိုကြွသွားတယ်ကြွသွားတော့လယ်သမားတစ်ယောက်ကလယ်ထွန်းနေတယ်အဲ့ဒီလယ်သမားလယ်ထွန်းနေတာနဲ့မနှံ့မကန့်ရောက်တော့မြတ်စွာဘုရားကရက်ပြီးတော့ခြေသားအာနန္ဒာပတ္တနန္ဒအာတိဝိသောတဲ့အာနန္ဒခြေသားအာနန္ဒာအာတိဝိသောလျင်သောအစိတ်ရှိသောဝါမြန်သောအစိတ်ရှိသောမွေကိုပတ္တမြင်ရဲ့လားလက်ညှိုးထိုးပြအင်မတန်မြန်တဲ့အစိတ်ရှိတဲ့ကိုက်လိုက်ရင်တခါတည်းတန်းပြီးတော့သေတာကိုမြန်တယ်လို့ပြောတာနော်အဲ့ဒီတော့မြန်တဲ့အစိတ်ရှိတဲ့မွေကိုမင်းမြင်သလားလို့မေးတယ်အဲ့မှာရှင်အာနန္ဒာကလည်းသေသေးချာချာကြည့်ပြီးတော့ပတ္တမိဘဂဝါဂောရဝီသောမှန်လားပါဗျာသိပြီးတော့ပြင်းထန်တဲ့အစိတ်ရှိတဲ့မွေကိုဘုရားတပည့်တော်မြင်ပါတယ်ဗျာဒါလေးပဲပြောသွားအဲ့ဒီလိုပြောပြီးတော့ပြန်ကြွသွားရောအဲ့ဒီမှာလဲထွန်းနေတဲ့လေသမားကကြားတယ်မြတ်စွာဘုရားနဲ့ရှင်အာနန္ဒာခုနတုန်းကတော့ကြောက်လိုက်သေးတယ်ခုနသွားပြီးတော့မွေကိုမြင်လားလို့ပြောတယ်ဒီမွေကငါဒီနားမှာလဲထွန်းနေတာဆိုတော့ငါ့ကိုဒုက္ခပေးနိုင်တယ်ဆိုကျိန်တပြားလေးကင်ပြီးတော့သွားတယ်မွေရှိရင်ဖယ်ရအောင်လို့အဲ့ဒီမှာသွားကြည့်တဲ့အခါကျတော့သေးတတ်ရင်မွေမဟုတ်ဘဲနဲ့ငွေဖြစ်နေတယ်ဘာဖြစ်နေလဲငွေတုပ်ကြီးဖြစ်နေတယ်ငွေတုပ်ကြီးဖြစ်နေတယ်အဲ့ဒီတော့ငါမျက်နာချလွဲသလားမြတ်စွာဘုရားနဲ့ရှင်အာနန္ဒာကတော့အစိတ်ပြင်းထန်တဲ့မွေကိုမြင်ရလားရှင်အာနန္ဒာကလည်းအစိတ်ပြင်းထန်တဲ့မွေကိုမြင်ပါတယ်လို့ပြောသွားတယ်အခုငါတွေ့နေတာကတော့အသပြားထောင်တုပ်ကြီးပဲအဲ့ဒီတော့ဒါငါနာချလွဲတာနဲ့မှဆိုပြီးတော့အဲ့ဒီအသပြားထောင်တုပ်ကိုယူငါလဲထွန်းပြန်ရင်တော့ငါယူသွားမယ်ဆိုပြီးတော့အဲ့ဒီအသပြားထောင်တုပ်ကိုထေခဲဘတ်တွေနဲ့အသာအုပ်ထားလိုက်တယ်ပြီးရင်ယူမယ်ပေါ့ခဏနေတော့မြို့ထဲကနေလူတွေယုံနဲ့ထွက်လာကြဒီထောင်တုပ်ကညာတုန်းကသခိုးအုပ်စုကတထေးတူရဲ့အိမ်ကိုခိုးပြီးတော့မြို့ရိုးကိုဖောက်ပြီးတော့သူတို့ထွက်ပြေးလာရင်းနဲ့ကြာနေရတာဒီနာကိုဟုတ်လားအဲ့ဒီမှာဒီမှာခြေရာလျှောက်လိုက်လာတာမြို့ထဲကတထေးကြီးရဲ့အတိုင်းဝိုင်းတွေကလိုက်လာပြီးတော့ဟာဒီနားမှာပျောက်သွားတယ်ဒီနားမှာပျောက်သွားတယ်ဆိုတော့ရှောက်ရှာတော့ထေခဲဘတ်တွေနဲ့အုပ်ထားတဲ့အသပြားထောင်တုပ်ကိုတွေ့သွားတယ်အဲ့ဒီတော့မှကြည်စမ်းတခိုးကလဲထွန်းခြင်းဟာဆောင်းနေတယ်ဆိုပြီးတော့သူ့ကိုကျိုးတုပ်ပြီးတော့ဘယင်းဒီခေါ်သွားတယ်ဟုတ်လားတခါယူမိုက်မြအဲ့ဒီမှာဘယင်းဒီကိုမရောက်လိုက်ပါဘူးဂျားမာတင်တခါတည်းသူ့ကိုတခိုးဆိုလို့ရှိရင်တော့သူ့ကိုတခါတည်းအဆုံးရှင်ရင်လိုက်တော့ဆိုပြီးတော့သူ့ကိုလက်ပြန်ကျိုးတုပ်ပြီးတော့မြို့ထဲမှာချိန်နေနဲ့ရိုက်ပြီးတော့ခေါ်သွားတယ်အဲ့ဒီကြတော့မှမြတ်စွာဘုရားပြောတဲ့အစိတ်ပြင်းတဲ့မွေဆိုတာတကယ်ဟုတ်တယ်ကိုငါအစိတ်တွေတက်နေပြီတဲ့သိတဲ့မွေစိတ်ကတက်ပြီလားမွေစိတ်တက်ပြီနော်အဲ့ဒီတော့ तू ကဘာလုပ်တုံဆိုတော့မြတ်စွာဘုရားနဲ့ရှင်အာနန္ဒာရွတ်သွားတဲ့ဒီစကားလေးနှစ်ခွန်းကိုပဲ तू ထက်ကြီးတက်လဲလဲရွတ်ပတ္တနန္ဒအာတိဝိသောလျင်သောအစိတ်ရှိတဲ့မွေကိုမြင်ရလားမှန်လားပါမြင်ပါတယ်ဖေ။ဒါလေးပဲ तू ဆက်သက်ပြီးတော့ရွတ်သွားတယ်အဲ့ဒီတော့မင်းကြီးတွေကအံ့ဩတယ်ကြည်စမ်းရိုက်တာမအော်ဘူးဒါပဲပြောနေတယ်ဒီမြတ်စွာဘုရားကိုလည်းပြောတယ်နော်ဘဂဝါဆိုတဲ့စကားလုံးကလည်းပါတယ်အာနန္ဒာဆိုတဲ့စကားလုံးကလည်းပါတယ်အဲ့တော့ဒါဘာပြောတာလဲဆိုငါ့ကိုဘယင်းဒီခေါ်သွားပါငါဖြည့်ရှင်းပါအဲ့ဒါနဲ့ကောသလရှင်မင်းကြီးရောက်တဲ့အခါကျတော့ဘာလို့ပြောတာလဲမှန်လားပါဒီလိုပဲမြတ်စွာဘုရားနဲ့ရှင်အာနန္ဒာကအစိတ်ပြင်းထန်တဲ့မွေကိုမြင်ရလားဆိုလို့တပည့်တော်သွားကြည့်တာမွေကိုမြင်လို့လောဘတက်ပြီးတော့တပည့်တော်အုပ်ထားမိပါတယ်တပည့်တော်ခိုးတာမဟုတ်ပါဘူးဒါပေမဲ့အခုတော့ငွေစိတ်ဆိုတဲ့မွေစိတ်ကတက်ပြီအဲ့ဒီမှာသူစကားဟုတ်မဟုတ်ဆိုပြီးတော့ကောသလရှင်မင်းကကျောင်းတော်လိုက်သွားပြီးတော့မြတ်စွာဘုရားကြီးကိုသွားပြီးတော့ရှောက်တယ်အဲ့ဒီမှာမြတ်စွာဘုရားကဟုတ်တယ်လို့သက်သေအရာကိုခံတယ်အဲ့ဒီမှာမြတ်စွာဘုရားကဂါထာတစ်ပုဒ်ဟောတယ်နာဒံကမ္မံကတံသာဓုယံကတဝနာနုတ္တပတိယတအတုမူခောရောတံဝိပါကံပတိသေဝတိဒီအလုတ်တစ်ခုကိုလှုပ်လိုက်လို့မျက်ရည်ကြီးငယ်ကျပြီးတော့နောင်သားတွေနဲ့ပူပန်ရမယ်ဆိုရင်ဒီအလုတ်ကိုမလှုပ်တာကောင်းသေးတယ်တဲ့အဓိပ္ပာယ်ကသိတဲ့ကြီးနားလေတယ်နော်ဦးဇင်းကဟိုဘာသာတွေဟိုအရှိတပွေးပြန်မနေဘူးနားလည်ရင်ပြီးရောပဲဟုတ်လားအဲ့ဒါလိုလဲဟောလိုက်ရောအဲ့ဒီယောက်ျားသည်ဘာဖြစ်သွားတော့သောတာပန်ဖြစ်သွားတယ်အဲ့တော့ဘေးသက်ကိုပြောနေတာကဒီရှိဖို့ဆိုတဲ့ပစ္စည်းတွေဟာတစ်ခါမှမွေစိတ်လို့ကိုယ့်ရဲ့တန်တန်ကိုငယ်သိရောက်အောင်တက်နေတဲ့အခါမျိုးရှိတတ်တယ်ဒါလေးကိုသတိထားရမယ်ဒါကြောင့်ဘာပဲဖြစ်ကိုနဲ့ဆက်နေတဲ့ဒီအရာကိုတက်နိုင်သမျှခြေပြက်တော့သိတဲ့နဲ့မဟုတ်လား
ငွေမရှိလို့လည်းမဖြစ်ဘူးနော်တခါကြီးမိုက်များလုံးဝလွန့်ပြစ်လိုက်လို့ပြောတာမဟုတ်ဘူးကိုယ့်ရဲ့စားဝတ်နေရေးရှိတယ်အများကောင်းကျိုးလိုအပ်မှရှိတယ်ကျန်းမာရေးရရှိတယ်နာဂရေးအတွက်ရှိတယ်သို့တော့လိုအပ်တာတွေပို့ပြီးတော့လိုချင်လာပြီဆိုလို့ရှိရင်ဒီငွေပင်လေထဲမှာလူတွေနစ်နစ်သွားတာရှိတယ်မဟုတ်လားရှိတယ်အေးဒါကြောင့်ရှိဖို့ထက်သိဖို့အရေးကြီးသည်ဆိုတာလေးကိုဦးဇင်းတို့ကနည်းနည်းလေးပုံပေါ်အောင်ပြောတာနော်ပိဋကတို့အုံနောက်ရှိပါတယ်ကိုယ့်ကိုစဉ်းစားကြည့်ဟုတ်လားအေးအဲ့တော့အရေးကြီးတယ်ဆိုတဲ့နေရာမှာဘလောက်အရေးကြီးတယ်လဲဒါလေးကိုနည်းနည်းပြောခြင်းနေပိဋကရဲ့အရေးကြီးတယ်ဆိုတဲ့နေရာမှာဘလောက်အရေးကြီးတယ်လဲမြတ်စွာဘုရားကတော့ကောင်းကိုမီးလောင်တာငြိမ့်တတ်တယ်လို့မျိုးရင်ဝကိုလှန်ဆူးတာကိုနှုတ်ပြစ်တယ်လို့မျိုးသိအောင်ကြိုးစားရမယ်လို့အဲ့လောက်အရေးကြီးပြောခဲ့တယ်နော်တခါကြီးမိုက်များအဲ့တော့ဘုရားရဲ့အမိန့်ဘုရားရဲ့ဆိုလိုချက်ဘုရားရဲ့ဉာဏ်တော်ကိုလေးစားသောအဖြစ်ဩခေါင်းမီးလာတော်ကိုနှိမ့်တယ်လို့မျိုးရင်ဘတ်ကိုလှန်ဆူးတာကိုနှုတ်တယ်လို့မျိုးသစ္စာလေးပါးမြင်ပြီးတော့ကိုယ့်ရဲ့အကြောင်းကိုတိတိကျကျမှန်မှန်ကန်ကန်သိအောင်ကြိုးစားခြင်းဆိုတဲ့အလုပ်ဒီအရေးကြီးတယ်လို့နားမလည်သင့်ဘူးလားနားလည်သင့်တယ်ဒါကြောင့်အရေးဘယ်လောက်ကြီးတယ်လဲလို့မေးရင်မြတ်စွာဘုရားကတော့အဲ့ဒါလောက်ထိတောင်အရေးကြီးတဲ့နယ်လို့ပြောခဲ့တာနော်တခါကြီးမိုက်များမိုးပေါက်တွေကကြလာပြီတရားဟောရတာစိတ်မဖြောင်းတော့ဟမ်တခါကြီးများနော်ဘုန်းကြီးအလိုက်မသိဘူးဖြစ်မှာဆိုရဦးဇင်းတရားဟောတာဘယ်လောက်ရှိသွားပြီတော့တဏှာကြီးတောင်မပြီးသေးဘူးနော်နည်းနည်းလိုသေးတယ်1မိနစ်2မိနစ်လိုသေးတယ်အဲ့တော့မိုးရက်လို့ဦးဇင်းကမိုးရွာလို့ဦးဇင်းကရက်ရမယ့်အနေထားမျိုးရောက်နေတယ်ဟုတ်လားအေးဒါကြောင့်ဘေးသက်တို့ကိုဦးဇင်းတို့ပြောခြင်းတဲ့စကားလည်းထိုက်တဲ့လောက်လိပ်ပတ်လဲပြီလို့ဦးဇင်းတို့ယူဆပါတယ်နော်ဟုတ်လားအဲ့တော့ရှိဖို့တဲ့ဘာကအရေးကြီးတယ်လဲသိဖို့ကအရေးကြီးတယ်အဲ့တော့ရှိတာနဲ့သိတာကိုတန်ဖိုးခြင်းကိုဦးဇင်းတို့လက်လှမ်းမိတဲ့လောက်ဉာဏ်ကလေးနဲ့ရှင်းပြပါတယ်ဆရာကြီးလေတန်းနဲ့ပြောတာမဟုတ်ဘူးနော်တခါကြီးမိုက်မြတွေးမိတာလေးကိုတွေးမိသလိုစဉ်းစားကြည့်ပါဆိုတဲ့အနေကိုပြောပြတာဟုတ်လားအဲ့ဒီမှာရှိဖို့တဲ့သိဖို့ကဘလောက်အရေးကြီးတယ်လဲဆိုရင်ဒီကုန်းချုပ်လေးကဘာလဲလဲကောင်းမီးလောင်တာကိုနှိမ့်တယ်လို့မျိုးဟုတ်လားရင်ဝကိုလှန်ဆူးတာကိုအရေးကြီးနှုတ်တယ်လို့မျိုးမသိမှုကိုနှုတ်ပြစ်တဲ့နဲ့မသိမှုမီးကိုနှိမ့်ပြစ်တဲ့နဲ့လို့ဒီလိုပြောတာသဘောပေါက်လားအေးဒါကြောင့်ရှိဖို့လည်းပဲတရားဘောင်အတွင်းကသီလဘောင်အတွင်းကတတ်နိုင်သမျှကြိုးစားနိုင်ကြပါစေရှိဖို့ထက်သိဖို့ကပိုအရေးကြီးသည်ဆိုတဲ့အတိုင်းသိဖို့ကိုသူ့ထက်ပိုပြီးတော့အရေးကြီးကြိုးစားနိုင်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုရင်းနဲ့မေတ္တာပို့ပြီးတော့ရှိဖို့ထက်သိဖို့ကအရေးကြီးသည်ဆိုတဲ့တရားကိုဆုံးသတ်ကြရအောင်ဟုတ်လားဘဝတုသဗ္ဗမင်္ဂလရက္ခဏုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုသဗ္ဗမင်္ဂလရက္ခဏုသဗ္ဗဒေဝတာသဗ္ဗဓမ္မာနုဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုသဗ္ဗမင်္ဂလရက္ခဏုသဗ္ဗဒေဝတာသဗ္ဗသံဃာနုဘာဝေနတရာဒုက္ခိဘဝန္တုတိတေတုမာကံတရားနာပိသပေါတင်တူတော်ကောင်းတို့သာတာအလုံးသောတတ္တဝါအနန္တတို့အားသဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသည်များမင်္ဂလာဝါဝါသည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းတေတုမာကံသင်တရားနာပိသပေါတူတော်ကောင်းတို့သာတာအလုံးသောတတ္တဝါအနန္တတို့အားသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့ဤမှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကမ္ဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်ကောင်းတာပေါင်းတို့ကလည်းပဲရက္ခဏုကောင်းစွာမသွေဆောင်ရှောက်တော်မူနိုင်ကြပါစေတည်းတေတုမကသင်တရားနာပိသပေါသူတော်ကောင်းတို့သာသာအလုံးသောတတ္တဝါအနန္တတို့အားသဗ္ဗဗုဒ္ဓ ानु မဝေနကင်းငါဝါလူသဲစုမကပွင့်တော်မူကြတဲ့သုစုတို့တာပါဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကူတည်သောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မာနုမဝေနကိလေသာဥပေတတ္တိမလိတာတပန်ငြိမ်းအေးစေတတ်သည်ဖို့လေးပါမဖို့တို့၏အာယုံဖြစ်သောနိဗ္ဗာန်ခြေခံဖြစ်သောပရိယစေတံတော်တရားတော်မြတ်တို့ရဲ့တကူတည်သောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗသံဃာနုမဝေနမဂ္ဂထံ၄ယောက်ဖလထံ၄ယောက်ဆိုသော၈ယောက်သောရိယသံဃာရှင်မြတ်တို့နှင့်၎င်းသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့နဲ့ပြည့်စုံတော်မူကြတဲ့သမုဒိသံဃာရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကူတည်သောအာနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါပဲကာမဆိုင်ခြင်းရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းသာချမ်းသာခြင်းရှိကြကုန်သည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း